ဒီနေ့မှာတော့စောက်ချင်းရုံမဲ့ MC အပိုင်းနှစ်ကိုတင်ဆက်ပေးသွားမှာပါအပိုင်းတစ်ကိုမကြည့်ရသေးရင်အရင်သွားကြည့်ပြီးမှအပိုင်းနှစ်ကိုလာကြည့်နော်အဲ့ဒါမှဇက်ရည်လဲမှာပါဗီဒီယိုမကြည့်ခင် US ရတဲ့ VPN ခံပြီးတက်လာတဲ့ကြော်ညာတို့ကြည့်ပေးပြီးရင်ပြန်ပိတ်လို့ရတယ်နော်ကျွန်တော်တို့အတော့အထောက်ကူဖြစ်လို့ပါကဲဒါဆိုရင်စလိုက်ရအောင် ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Billing Boxer လေးရဲ့အခန်း10ကိုဆက်ပြီးပြောပြပေးသွားမှာပါပြီးခဲ့တဲ့အခန်း9အပြီးမှာတော့ညီလေးဖြစ်သူချင်းဟွာကိုသူ့ကိုကြီးကမြစ်တာလက်ဝါကျွေးလိုက်ပြီးတဲ့နောက်မှာတော့ချင်းဟွာကအပစ်ကင်းစင်းတဲ့မျက်နှာပေးလေးနဲ့ကိုကြီးအပြန်ထွက်ပြီးတူတူပုံတန်းကစားရအောင်လေလို့ခေါ်လိုက်ပါတယ်ဒီတော့ကျွန်တော်တို့ရဲ့ MC ကမျက်ခုံးပင့်လိုက်ပြီးဟေးကစားဖို့လားလို့မေးလိုက်တယ်အဲ့ဒီအချိန်မှာပဲ MC မျက်နှာပေါ်မှာပေါ်လာတာကတာမန်အပြုံးမဟုတ်ဘူးဗျာငါညီမင်းတော့ငါလက်ထဲမှာတေဗီတာမတ်ဆိုတဲ့စောက်ကျင့်ယုံမဲ့အပြုံးမျိုးနဲ့ဟုတ်ပြီလေကစားကြတာပေါ့ဆိုပြီးလက်ခံလိုက်ပါတော့တယ်ဒါပေမဲ့သူတို့ကစားမဲ့ကစားနည်းကရိုးရိုးတူတူပုံတန်းမဟုတ်ပါဘူးလူတွေစီကပတ်စံလိန်တောင်းတန်းကစားနည်းထိနေတာပါပဲကဲမြို့တွေကိုရောက်လာပါပြီမြင်ကွင်းကတော့ရှူချင်းစပွဲပါပဲခလီနှစ်ယောက်ကလမ်းဘေးမှာရှိတဲ့အလောင်းတစ်လောင်းကိုဖတ်ပြီးတော့အော်ဟစ်ငိုယိုနေကြတာပါအဖေရေအဖေဘယ်လိုလုပ်ပြီးတားတော့ကိုထားသွားရတာတော့အဖေရေထားပါအောင်အဖေရေဆိုပြီးအော်စကာဆုရတဲ့တရုတ်ဆောင်ချက်တွေနဲ့ငိုပြနေတာပေါ့ဒီလိုတနာစရာကောင်းတဲ့မြင်ကွင်းကိုမြင်လိုက်ရတော့ဘေးနားကဖြတ်သွားဖြတ်လာပြီးသူတွေခမညာစိတ်မကောင်းဖြစ်သွားကြတာပေါ့ဗျာအိုးကြည့်ပါဦးငငယ်ရွယ်ရွယ်နဲ့အဖေမရှိတော့တာတနာစရာကောင်းလိုက်တာနော်ဟုတ်ပဲခလေးလေးတွေကချစ်စရာလေးတွေနဲ့ဟူးဘိုးအကြီးကခက်ခဲလိုက်တာကွယ်ဆိုပြီးတနာကီနာတက်ကသူတို့ရှိသမျှပတ်စံတွေကိုဝိုင်းပြီးလှူပေးကြပါတော့တယ်အလောင်းကောင်းကြီးကတော့မလွတ်မရနဲ့ပေါ့လေကိစ္စပြီးတာနဲ့ MC တို့ညီကိုနေအောင်ယူခွေရချောင်းတဲ့နေရာကိုပြေးပြီးပတ်စံထန်ရေးကြပါတော့တယ်ချင်းဝါကပတ်စံတွေကိုရေးတွက်နေတယ်1 2 3 92 93ပတ်စံတွေကမနှဲဘူးရာချင်းဝါလေးကတော့ပတ်စံတွေကိုမြင်ပြီးမျက်လုံးတွေအယောင်တောက်နေပြီဝိုးအကူကြီးငွေတွေအများကြီးတယ်ဒီလောက်ဆိုရင်ကျွန်တော်တို့ကောင်းတာလေးတစ်ခုကိုသွားစားကြအောင်လေဆိုပြီးတက်ကြွနေတာပေါ့ဒီတော့ MC ကပြုံးလိုက်တယ်ဒါပေမဲ့အဲ့ဒီပြုံးကမကောင်းတဲ့အငွေအသက်တွေပါနေပြန်ပါပြီ MC ကဟုတ်ပြီလေအကူကြီးကမင်းကိုအမဲမွေကြော်နဲ့မြွတ်ကျွေးမယ်ဆိုရင်ရောဘလို့လဲလို့မေးလိုက်တော့ချင်းဝါလေးခင်ဗျာနားမလဲရှာဘူးအစားတော့နာမည်ထင်းနေတာဟမ်အမဲမွေကြော်နဲ့မြွတ်အဲ့ဒါကရတာရှိလို့လားအကူကြီးတကယ်တော့ MC ရဲ့စိတ်ထဲမှာတွေးနေတာကတခြားစီးဗျအမဲမွေကြော်နဲ့မြွတ်ဆိုတာတင်ပါးကိုမြွတ်တုံနဲ့အမဲမွေကြော်တယ်လို့ရိုက်နှက်ဆုံးမာတာကိုတင်စားမိပြောတာလीဒါကို MC ကစိတ်ထဲမှာပြေးတန်းတဲ့ကလေးဖင်ကိုရရမယ်အရေးတွေးပြီးကြိတ်ပြောနေတာပြီးတော့မှညီလေးကိုဒါပေါ့အရင်အရသာရှိတာကွာဆိုပြီးမလိမ့်တပတ်လှုပ်လိုက်ပါတယ်ချင်းဝါလေးကတော့တွားပြဲနားပြဲနဲ့မိုက်တာပေါ့အဲ့ဒါဆိုရင်ကျွန်တော်အရင်ကြိုက်တယ်စားချင်တယ်ဆိုပြီးသူ့ကံကြမ္မာကိုသူ့ကိုယ်တိုင်ဖိတ်ခေါ်လိုက်ရှာပါပြီတစ်ဖက်မှာလဲခုနကတေးပါတယ်ဆိုတဲ့အလောင်းကောင်ကြီးကရုတ်တရက်ထလာပါလေတော့ဘေးနားကယူတွေခင်ဗျာလမ်းဖြတ်ကုန်တာပေါ့ဟေး तू အသက်ပြန်ရှင်လာတယ်ဟေးဆိုပြီးတုံတုံညင်းညင်းထူကုန်ကြတယ်အဲ့ဒီအဖိုးကြီးကတော့ဘေးကလူတွေကိုယူမဆိုင်ပါဘူးဟင်အသက်ရှင်လာတယ်ဟုတ်လားငါဘယ်တော့ကတေးသွားတာလို့လဲထားလိုက်ပါတော့ကွာဘာပဲဖြစ်ဖြစ်အခုပိုက်စားလိုက်တာတောင်းစားဖို့အချိန်တောင်ရောက်နေပြီပဲဆိုပြီးဘာမှမဖြစ်ခဲ့တယ်လို့နဲ့ထွက်သွားပါလိတော့ဗျာ professional တောင်းစားသမားကြီးကိုအိမ်ပြန်ရောက်တဲ့အခါမှာတော့မျောလင့်ထားတဲ့အတိုင်းပါပဲချင်းဟွာလေးခင်ဗျာရှေ့အပြင်းခံနေရပါပြီသူတို့အဖေကဒေါသတွေထွက်ပြီးမင်းကမြတ်မဟုတ်တာတွေရှောက်ပြုံးငါ့ကိုတေပြီးလို့ရှောက်ပြုံးဆိုပြီးတုတ်နာပလွတ်ပလွတ်ရိုက်နေတာပေါ့ချင်းဝါလေးကအော်ငိုပြီးအာဖေကတားကိုမရိုက်ပါနဲ့တော့အဲ့ဒါတားလို့တာမဟုတ်ဘူးဟိုမှာကိုကြီးကအကြံဖေးလို့တားကလောက်ရတာတားနဲ့မဆိုင်ဘူးလေဆိုပြီး MC ကိုဂုံးဆင်ပါတော့တယ်အဲ့ဒီချိန်မှာပဲ system ကတက်လာပါတယ်အင်ရှင်ဒီနတ်ဘီရွေးချယ်ကန်အားဂုံးချောလိုက်ကြောင်းထောက်လှမ်းမိပါတယ် villain point နိုင်လာမှတ်ကိုရရှိပါတယ် MC ကတော့ဘေးကနေပေါ့စီနဲ့ point နဲ့ရနေလို့ကျင်တက်နေတာပေါ့ချင်းဝါလေးကမရတော့ဘူးအဖေကိုထက်ပြီးမျက်ရည်ခံထိုးလေအဖေဟာကျွန်တော်ကငဲပါသေးတယ်ဒီတစ်ချိန်တော့ခွတ်လို့ပေးပါနော်သူ့အဖေကပိုးအောင်ဒေါသထွက်သွားတယ်ဘာခွတ်လို့ပေးရမယ်ဟုတ်လားမင်းအဖေကမင်းကိုမုန်းလို့မတရားသဖြင့်ရိုက်နေတာမဟုတ်ဘူးကစုံးမနေတာဆိုပြီးဖင်ကိုမနာတိုင်ချီရိုက်ပါတော့တယ်နောက်ဆုံးတော့ချင်းဝါလေးလည်းတီးမခံနိုင်တော့ပဲအဖေအယူကြီးအဖေကိုအယမ်းမုန်းတယ်ဝါဆိုပြီးအော်ငိုပါလေရောအဲ့ဒီအချိန်ကမှကျွန်တော်တို့ရဲ့တရခန့်အစ်စ် MC ကလူကောင်းပုံစံဖန်ပြီးဝင်လာပါတယ်ညီလေးရဲ့မငိုပါနဲ့တော့တိတ်ဆိုပြီးနှစ်တိတ်ပေးလိုက်တယ်ချင်းဝါလီကတော့ဘာမှမသိချာပဲအေးအကူကြီးကပဲကျွန်တော်ဘောကောင်းတာအကူကြီးပဲရှိတယ်ဆိုပြီးပြောလိုက်ပါတယ် MC ကတော့အချင်းရုပ်မဲ့အပြုံကြီးပြုံးခြင်းနဲ့ဟမ်ကလေးဘဝဆိုတာအမဲမွေကြောနဲ့မြစ်ကိုမစားရပဲဘဲပြည့်စုံမှာမလဲလို့တွေးပြီးကျင်းနေပါတော့တယ်ကဲဒီနေ့တော့သူ့ညီကိုဂျင်းဖေးပြီးအရိုက်ခံရအောင်လှုပ်လိုက်တဲ့ villain ကြီးရဲ့အခန်း30အဲ့တော့ဒီလောက်ပါပဲခန်း7ဆက်စားခြင်းပါတယ်အရင်အခန်းကအဖေလှုပ်သူရဲ့လက်စွမ်းပြမှုကိုခံချရတဲ့ကျွန်တော်တို့ရဲ့ညီလေးချင်းဟွာကိုဖြင်တုံးလုံးနဲ့တွေ့လိုက်ရပါတယ်။တနာစရာကောင်းလောင်းကိုဖြင်ကရောင်ကိုင်းနေရှာတာဗျ။ဒီအချိန်မှာအကိုကြီးဖြစ်တဲ့ကျွန်တော်တို့ MC ကဘာလုပ်နေလဲဆိုတော့ညီလေးရဲ့ဖြင်ကိုဆေးလိမ့်ပေးနေပါတယ်ဗျ။ကြည်လိုက်ရင်တော့အရန်ကိုကျင်နာတတ်တဲ့အကိုကြီးပေါ့။ဒါပေမဲ့သူ့စိတ်ထဲမှာတွေးနေတာကတခြားစီဗျ။ MC ကဆေးလိမ့်ပေးရင်
ညီလေးရဲ့ဖင်ကိုကြည့်ပြီးစိတ်ထဲမှာချစ်စရာတင်ပါလေမြန်မြန်ကတ်တာလာပါကွာငါဘဝညပျော်ရွှင်မှုတွေကမင်းပခုံးပေါ်ကိုမိခိုနေရတာဆိုပြီးတော်တော်လေးကိုမျောလင်းချက်ကြီးစွာနဲ့ဆူတောင်းပေးနေပါတယ်ညီလေးချင်းဟွာကတော့အကိုမြေတ္တာစေတနာကိုနားမလဲရှာပဲကြည်နူးပြီးအကိုကြီးကကျွန်တော်အပေါ်အရန်ကောင်းတာပဲဗျာဆိုပြီးပြောရှာပါတယ် MC ကလည်းအလိုက်တင်လေးခေါင်းကိုပုတ်ပြီးအကိုတယောက်အနေနဲ့လှုပ်တင်တာကိုပဲလှုပ်တာပါကွာလို့ပြန်ပြောလိုက်ပါတယ်ဘာသာကတော့ဒီလိုပြောတာနော်စိတ်ထဲမှာတော့အဆုံးသက်မှာတော့မင်းကကောင်းကင်ဘုံရဲ့ရွေးချယ်ခံမှာပဲဆိုပြီးဒီကောင်လေးအနာမြန်ချက်ပြီးပြဿနာထပ်ရှာမှသူ villain point ရမှာမို့လို့စိတ်တွေးပြီးပြောနေတာပေါ့အဲ့ဒီမှာပဲချင်းဟွာကနာလင်းနာဒေါသလဲထွက်ပြီးနှုတ်ခမ်းကြီးစုကအဖေငတုံးကတော့ကျွန်တော်ရိုက်ဖို့ပဲတည်တာဆိုပြီးအဖေကိုအဖြစ်တင်ပါလေရောဒီစကားကိုကြားလိုက်ရတဲ့ MC မျက်လုံးတွေအယောင်တောက်သွားပါပြီမြောက်ပေးဖို့အကွက်ဆိုင်ပြီလေ MC ကချက်ချင်းပဲမဲလက်စားချင်မယ်ဆိုရင်ငါအစီအစဉ်တစ်ခုအကြံပေးမယ်လေဆိုပြီးလမ်းကြောင်းစားခင်းလိုက်ပါတယ်ချင်းဟွာကစိတ်ဝင်စားသွားပြီးဘလို့မျိုးလဲလို့မေးလိုက်တဲ့အခါ MC ကချက်ချင်းမပြောသေးပဲမူလိုက်ပါသေးတယ်ဒါပေမဲ့သူကငါတို့အဖေလေးကွာဆိုပြီးတကယ်တားလင်မာလေးပုံစံဖမ်းပြလိုက်ပါတယ်တကယ်တော့ဒါကညီလေးကိုပိုးယုံအောင်ကျင်းထန်နေတာပါချင်းဝါကလည်းအကိုကြီးစိတ်မကောင်းဖြစ်မှာဆိုလို့စိတ်မပူပါနဲ့အကိုကြီးကျွန်တော်ကိုအကိုကြီးအကြံပေးမှန်းဘယ်သူမှမသိစေရဘူးဆိုပြီးကြိပေးရှာပါတယ် MC ကတက်ပြင်းချလိုက်ပြီးဟူးငါပြောချင်တာကဒီလိုမဟုတ်ဘူးလေဘာပဲဖြစ်ပါလေမင်းသိချင်ရင်ငါပြောပြမှာပေါ့လို့ပြောလိုက်ပေမဲ့သူ့ရဲ့အတွင်းစိတ်ထဲမှာတော့ဒါကငါတကယ်ဆိုလိုချင်တာပဲကွက်တိပဲဟီဆိုပြီးကခုန်နေပါပြီအဲ့ဒီနောက် MC ကအတန်တိုးတိုးနဲ့လူရှက်ချက်တစ်ခုကိုဖောက်တယ်ချလိုက်ပါတယ်အဖီမှာလူရှက်ထားတဲ့နေရာတေးသေးလေးရှိတယ်အဲ့ဒါကိုအမေသားတီးသွားခဲ့ရင်ဆိုပြီးစကားကိုတိုးတိုးလေးပြောလိုက်ပါတယ်ဒါကိုကြတော့ချင်းဝါလဲချက်ချင်းသဘောပေါက်ပြီးနားလေပြီးဆိုပြီးအပြုံးကြီးပြုံးသွားပျော်သွားပါတော့တယ်ညီလေးမင်းအကိုညွန်းတဲ့လမ်းကနေဗန်ရောက်မဲ့လမ်းမဟုတ်ဘူးနော်နောက်တစ်ခါမှာတော့မြေရင်းပြင်ကြီးတစ်ခုမှာရွှေတုံးရွှေခဲတွေအပြည့်ပုံထားတာကိုတွေ့လိုက်ရပါတယ် MC အဖေစုထားတဲ့နေရာတေးသေးလေးဆိုတာဓာကြီးကိုဗျာအမေပင်သူကရွှေတွေကိုကြည့်ပြီးဒေါသတွေထွက်နေပါပြီဝမ်ချင်းတန်လေးနင်ကငါမထီအောင်ပတ်စံဘလို့ဝှက်ရမလဲဆိုတာသင်ယူပြီးသွားပြီပေါ့ဟောချင်းဝါလေးတန်ငါ့ကိုပြောမပြတယ်ငါဘဲချင်းအထိအလင်ခံနေရမယ်ဆိုတာဘသူသိမှာလဲဆိုပြီးအင်ကြီးရှင်မပြီးမိုးမီးလောင်ပါတော့တယ် MC အဖေကတော့မျက်လုံးပြူးမျက်စံပြူးလေးအန်ဩတော်ပါတယ်သူစိတ်ထဲမှာဟမ်ချင်းဝါဒီတစ္ဆာဖောက်သားကတော့ကြည့်ရတာငါသူ့ကိုရိုက်ထားတာမလုံလောက်သေးဘူးထင်တယ်ဆိုပြီးဒေါသကငယ်ရိတ်ထက်ဆောင်ပါလေရောအဲ့ဒီနောက်မှာတော့အဖေဖြစ်သူကတုတ်တချောင်းကိုဆွဲပြီးမင်းစောက်ကလေးရက်စမ်းဆိုပြီးအော်ဟစ်ကချင်းဝါနောက်ကိုတကောက်ကောက်လိုက်ရိုက်ပါတော့တယ်တနာစရာချင်းဝါဤကတော့ဖင်နာတဲ့ကြကအသက်လူပြီးပြေးရပြန်ပြီပေါ့ဗျာချင်းဝါကအာကိုတကြီးနဲ့အကိုကြီးရှိရာကိုပြေးလာပြီး MC ကိုဖတ်လိုက်ပါတယ် MC ကလည်းမျက်နာကိုအလွန်အမင်းစူးရင်နဲ့ပုံစံလုပ်ပြီးဘာဖြစ်လာတာလဲညီလေးအဆင်ပြေရလားလို့မေးလိုက်ပါတယ်အော်စကာဆုပေးရမယ်တရုတ်ဆောင်ချက်ပါပဲချင်းဝါကဖြေဖို့လှုပ်တုံးရှိသေးနောက်ကနေသူ့အင်ဂျီဇောကိုဆွဲမတာခံလိုက်ရပါပြီဘသူရှိမလဲဒေါသထွက်နေတဲ့အဖေးကြီးပေါ့မင်းကများငါစီကပြေးချင်တာလားဆိုပြီးဖင်ကိုတုတ်နဲ့တဖုံဖုံဆက်ပြင်းပါတော့တယ်ဒီမြင်ကွင်းကိုဘေးကနေရက်ကြည့်နေတဲ့ MC ရဲ့စိတ်ထဲမှာတော့တနာဖို့နေနေတာသာငါနောက်တစ်ချိန်ထပ်ပြီးတောင်းပန်ပါတယ်ညီလေးအားဆိုပြီးကြိတ်ရည်နေပါတယ်ပါဇက်ကသာတောင်းပန်တာမျက်နာကပြုံးစီစီနေပါအဲ့ဒီအချိန်မှာပဲ MC စောင့်မျှော်နေတဲ့အတန်လေးပေါ်လာပါတယ် system ကနေပြီးအင်ရှင်ဒီကောင်းကင်မုံဤရွေးချယ်ခံအားဂုံချောလိုက်ကြောင်းကိုထောက်လဲမိပါသည် villain point 200မှတ်ကိုရရှိပါသည်ဆိုပြီးအတိပေးလာပါတယ်ကဲညီဝေးကတော့ဖင်ကွဲခံရအကိုကြီးကတော့ point တွေရနေအခန်းအစစ်တစ်ကတော့ဒီလိုမျိုးဟာဒဆန်ဆန်နဲ့ပြီးဆုံးသွားခဲ့ပါသည် အခန်းဆက်နဲ့ဆက်ဆက်ချင်ပါရင်အခန်းထဲမှာအခြေအနေကတော်တော်လေးပန်းရောင်တန်းနေပါပြီ MC ရဲ့အဖေနဲ့အမေနေအောင်တည်းရှိနေတဲ့ချိန်ပေါ့ဗျာအမေလုပ်တဲ့သူကအင်ဂျီလီကိုဟိုနားဆွဲချဒီနားဆွဲချွတ်လုံရင်ရှက်သွေးလေးတွေဖြာပြီးဟမ်ကိုရေဆိုပြီးအတန်လေးတုံလုံးရင်နဲ့ခေါ်လိုက်ပါတယ်ကြည့်ရတာတော့ဒီညမိုးရေးနဲ့လင်မယားလုတ်တန်းကစားဖို့ဖင်ဆင်နေကြပုံပါဒါပေမဲ့ပြဿနာကအခန်းအပြင်ဘက်မှာဗျာအပြင်ဘက်မှာတော့ကျွန်တော်တို့ရဲ့ဆက်စုစိန်ကြီးလေးချင်းဝါကတခါချားကနေချောင်းကြည့်နေတာဗျာသူမြင်နေရတဲ့မြင်ကွင်းကိုနားမလည်နိုင်ဖြစ်ပြီးသူဘေးက MC ကိုလှည့်မေးလိုက်တယ်အကိုရေအဖေကအမေကိုအောက်မှာထားပြီးဘာလုပ်နေတာလဲဟင်ဒီမေးခွန်းကိုကြားတော့ MC ကကလေးကိုဘလို့ရှင်းပြမလဲစဉ်းစားရင်ခေါင်းလျှော့သွားပြီးနောက်ဆုံးလို့ဘူးလုံးသားမထွင်းညာလိုက်ရတာပေါ့အော်သူတို့ကလေ့ကျင့်ရေးလုပ်နေတာလို့ဖြေလိုက်ပါတယ် MC ကဒါပါလေးညာလိုက်တာဒီစကားကိုကြားတော့ချင်းဝါလာမျက်လုံးရောင်လက်သွားပြီးချက်ချင်းအကြံထုတ်လိုက်ပါတော့တယ်။အိုးအကယ်၍ကျွန်တော်ဒါအဖေရဲ့လေ့ကျင့်ရေးကိုပြက်ဟောင်းနှောက်ယှက်လိုက်ရင်အဖေမှာကျွန်တော်ကိုရိုက်ခုအားရှိတော့မှမဟုတ်ဘူးမလားဆိုပြီးသူအကိုကိုပြန်မေးလိုက်တယ်။ဒီကောင်လေးတွေးတာကတော့ရိုးရိုးလေးဗျာ။အဖေကလေ့ကျင့်ခန်းလှုပ်လို့မောသွားရင်သူ့ကိုမစိုက်နိုင်တော့ဘူးပေါ့။ဒါပေမဲ့သူဝင်နှောက်ယှက်မဲ့အချိန်ကိုကကဘာပြတ်မဲ့အချိန်ဖြစ်နေတာသူမသိရှာဘူးလေ။ MC ကတော့ဒီစကားကိုကြားချင်းဘေးကျက်နန်းချက်ထစ်သွားတယ်။သူ့စိတ်ထဲမှာတွက်ချက်နေတာပေါ့။စိတ်ထဲမှာတော့ villain point တွေကလိုချင်စရာတော့ကောင်းပါတယ်။ဒါပေမဲ့အကယ်၍အဲ့ဒါသာနှောက်ယှက်ခံလိုက်ရင်ဆိုပြီးအဖေရဲ့ဒေါ်ဖာကိုတွေးယုံနေတင်ကြောက်တူးတုံနေပါပြီ
MC ကဘာမှပြန်မပြောဘဲတွေးဝေနေတာကိုမြင်တော့ချင်းဝါကသူ့အချက်အောင်မြင်ပြီလို့ထင်သွားတယ်အကိုကဘာမှမပြောဘူးဆိုတော့ဒါကအဆင်ပြေမဲ့ပုံစံပဲဆိုပြီးကောက်ချက်ချလိုက်တယ် MC ခင်ဗျားလဲတိတ်ဆန်းဆိုပြီးတားကိုကြံလိုက်ပေမဲ့အချိန်နှောင်းသွားပါပြီချင်းဝါကတုံးမြန်တတ်ထားတယ်လို့ပဲအဖေတို့အခန်းထဲကိုဝုန်းကနေပြေးဝင်သွားပါတော့တယ် အခန်းထဲရောက်တဲ့ချင်းဟွာကအားရပါရကြီးကိုအဖေလို့အော်ခေါ်လိုက်ပါလေတော့စဉ်းစားတာကြည့်ကြပါတော့ဗျာအဖေလို့သူခင်ဗျာအရှင်ကောင်းနေတော့ကလေးကဝင်းအော်လိုက်တော့ကြက်တီးတွေဝါထားပြီးလင်းများလှုပ်တန်းကစားမယ်ဘဲလီကလည်းချက်ချင်းပျော့ခွေပြီးရှုံသွားပါတော့တယ်အမျိုးသားတို့ရဲ့အကြီးမားဆုံးအိမ်မဆိုးပါပဲအပီလင်ကနေကြည့်နေတဲ့ MC ရဲ့စိတ်ထဲမှာတော့တေးပြီပဲလို့ရေယူကြီးမြန်နှလွဲလိုက်ပါတော့တယ်အခန်းထဲမှာတော့အဖေနဲ့ချင်းဟွာလေးတို့ပွဲတွေကြမ်းကုန်ပါပြီအဖေကဒေါသတွေထွက်ပြီးချင်းဟွာကိုလက်ကျင်ကန်းဆင်းပေးနေတဲ့အထမ်းတွေကိုကြားနေရတယ်ဒီအချိန်မှာပဲ system ကြီးကအချက်ပေးတဲ့တက်လာပါတော့တယ်နားထောင်ကြည့်အောင်ဗျာ system ကဘလို့လေးတောင်အမှတ်ပေးလဲဆိုတာအင်ရှင်ဒီကောင်းကင်မုံကြီးရွေးချယ်ခံတာဂုံချော့လိုက်ကြောင်းထောက်လိုက်မိပါသည် villain point နှင်းအမှတ်ကိုရရှိပါသည်ကဲအစာဖွင့်တာနှင်းရပါတယ်အင်ရှင်ကြီးကျေးဇူးကြောင့်ကောင်းကင်မုံကြီးရွေးချယ်ခံသည်ချီးထွက်မတတ်အရိုက်ခံနေကြောင်းထောက်လိုက်မိပါသည် villain point ဟိုင်းရမှတ်ကိုရရှိပါသည်နောက်ထပ်လာပါသေးတယ်အင်ရှင်ကြောင့်ကောင်းကင်မုံရွေးချယ်ခံတာတို့ဤတင်ပါသည်နီရဲစွာနှင်းပွင့်လန်းနေကြောင်းထောက်လိုက်မိပါသည် villain point 900ကိုရရှိပါသည်တင်ပါပွင့်လန်းသွားတဲ့အထိအရိုက်ခံရတာဗျာမြင်အောင်ကြည့်ကြပါဦးနောက်ဆုံးပိတ်အနေနဲ့အင်ရှင်ဒီကောင်းကင်မုံရွေးချယ်ခံအားဝင်းညင်းအထိထိုးဖောက်နိုင်တော့နာကျင်မှုမရှိအားပြီးဆုံးကြောင်းထောက်လန့်မိပါသည် villain point 1000မှတ်ကိုရရှိပါသည်စုစုပေါင်းအမတ်2200တောင်ဗျာ MC လေးကတော့အပြင်ကိုထွက်လာရင်သူ့ကိုယ်သူဖြီးသိမ့်နေပါသည်အဲ့လိုပဲလေဆုံးမပဲ့ပြီးမှုဆိုတာမရှိဘဲနဲ့အောင်မြင်လာမှာမဟုတ်ဘူးလေသူနားလည်လာမှာပါဆိုပြီးဇေယျကြီး style ဖမ်းနေပေမဲ့စိတ်ထဲမှာတော့မလုံမလဲဖြစ်နေရှာတယ်ဒါပေမဲ့မင်းကငါ့ပေါ်အရန်ကောင်းနေတော့ငါဘလို့လုပ်ရမလဲမသိတော့ဘူးမင်းငါကိုစိတ်မဆိုးဖို့ပဲမျှော်လင့်ပါတယ်ဆိုပြီးညီလေးအတွက်ဆူတောင်းပေးလိုက်ပါတယ်အဲ့ဒီဖြစ်စဉ်ဖြစ်ပြီး15ရက်လောက်ကြာသွားပါတယ် MC တယောက်ကြောက်တုံးကြီးပေါ်မှာမှောက်အေးကြီးညှီးသွားနေတာပေါ့ငါညီကအဖေရဲ့လေ့ကျင့်ရေးကိုနှောင့်ယှက်ပြီးကြတဲ့ကအခုထိတူးတင်ပါအခြေအနေကမကောင်းသေးဘူးအဲ့တော့ငါလည်း villain point မရနိုင်သေးဘူးကွာငါအဲ့အမှတ်တွေကိုဘယ်ကရှာမှလဲကွာဆိုပြီးပြင်းကြီးညှင်းငွေနေခါပေါ့သူညီလေးခမရလဲအဖေရဲ့လေ့ကျင့်ခန်းကြောင့်15ရက်လောက်ကြာတာတော့တင်ပါကမထူထောင်နိုင်သေးဘူးထင်နေတာလေအဲ့လိုညင်းနေတော့မှပဲကောင်းကင်ပေါ်မှာဝေါ်ရင်လဲတစီဖြတ်ပြန်တန်းတော့တော့ကို MC ကမြင်လိုက်ရပါတယ်ဝေါ်ရင်ပေါ်မှာတော့တာမန်မဟုတ်တဲ့လူနှစ်ယောက်ပါလာတယ်တယောက်ကစပင်ခရမ်းရောက်နေကောင်းလီနောက်တစ်ယောက်ကစပင်အစိမ်းရောက်နေမင်းကလေးသူတို့နှစ်ယောက်လုံးကအောက်ကိုစူးစမ်းနေမြအလုံးတွေနဲ့ကြည့်ဆင်းလာကြပါတယ် MC လည်းချက်ချင်းတတိထားမိလိုက်တယ်ထင်ရန်စိမ်းမျိုးက4မိသားစုကဘာလို့ဒီကိုရောက်နေရတော့ဆိုပြီးရေရွတ်လိုက်ပါတယ်နေမွေကြော်ပြီးရောက်လာကြတာဆိုတော့တခုခုထူးခြားနေပြီလေအဲ့ဒီအချိန်မှာပဲငြိမ်နေတဲ့ system ကထပ်ပြီးအချက်ပေးလာပါတယ်ဒီတစ်ခါတော့တာမန်မဟုတ်ပါဘူး epic အဆင့်နတ်ပြည်ရွေးချယ်ခံကိုရှားတွေ့ပါသည် wow epic အဆင့်ကြီးတယ်ဗျာ MC မလုံးနဲ့အယောင်တောက်လာပါပြီငါရဲ့ရွေးချယ်ခံလီကငါအတွက်အမှတ်တွေမရှာပေးနိုင်မှာဆိုလို့စိတ်ပူနေတာသူတို့ကအချိန်မီလေးထပ်ပေါ်လာတာပဲဆိုပြီး MC ကဝမ်းတာအားရပြောလိုက်ပါတယ်ကြည်ရတာတော့ကျွန်တော်တို့ villain လေးအတွက်တားကောင်းအသစ်တီရောက်လာပြီနဲ့တူပါတယ်ညီလေးချင်းဟော်ရရဲ့တင်းပါနားနေတဲ့အချိန်မှာဒီ epic အဆင့်ရွေးချယ်ခံတွေက MC အတွက်ဘလူအမှတ်တွေရှာပေးကြမလဲ MC ကရောသူတို့ကိုဘလူဂုံးစင်းဦးမလဲဆိုတာကိုတော့နောက်အပိုင်းမှာကိုဆက်သွားကြတာပေါ့ဗျာအခန်း73စမှာတော့ကျွန်တော်တို့ကြီးမြတ်တော်ရှောင်းငင်းမိတဲ့ကရှောင်းချင်းမျိုးလင်းမိသားစုရဲ့နန်းမြေကိုရောက်သွားကြမယ်အဲ့ဒီမှာလင်းမိသားစုရဲ့ခေါင်းဆောင်ကြီးလင်းဟွာကတော့ကောင်းကင်ကြီးကိုမော့ကြည့်ပြီးတပြင်းတီချရေရွတ်နေရှာတယ်သူကဘာပြောလဲဆိုတော့ချင်းမိသားစုကကောင်းကင်ဘုံရဲ့တားတော်နှစ်ယောက်ကိုချက်ချင်းမွေးလိုက်တာမယ်သူ့တန်ထဲမှာမနာလိုတာလိုအားကြတာလိုနဲ့ပေါ့ဗျအဲ့ဒီလိုရေရွတ်ရင်းနဲ့သူ့ရဲ့နောက်ကသမီးထစ်သူကိုလှမ်းကြည့်လိုက်တယ်ကြည့်လိုက်တော့ဘာတွေ့ရလဲဆိုတော့သူ့သမီးလေးကတစ်ပင်သမင်းရဲ့ရှေ့မှာတိုင်းကျင့်နေတာဗျတိုင်းကျင့်နေဆိုပေမဲ့လည်းဟိုကရာဆိုပြီးအော်ဟစ်ကတစ်ပင်ကိုလက်ညှိုးနဲ့ထိုးနေတာဗျအမေကြည့်ရတာတစ်ပင်တော့ရားသွားမလားမသိဘူးအဲ့ဒီလိုထိုးပြီးတော့သူ့သမီးလေးကဂုံယူဝင့်ကြွားစွာနဲ့ငါလွတ်လိုက်တာဘယ်လိုနေလဲဆိုပြီးမေးလိုက်ရောအဲ့ဒီမှာဘေးနာကကိုရန်တော်ကလည်းအလိုက်ကန်းစိုးမသိမြောက်ဖေးလိုက်တာဗျမိန်းကလေးကသူ့မတူတဲ့အရေးချင်းရှိတာပဲလေတစ်ပင်ကိုလက်ညှိုးနဲ့ထိုးပြီးဟန်ရေးပြတာလဲအရေးချင်းတစ်ခုတော့ဟုတ်ပါရဲ့ဒါကိုကြည့်နေတဲ့အဖေလို့သူလင်းကောင်းဆောင်ကြီးခင်ဗျာခေါင်းကုတ်ပြီးတပ်ပြင်းချရင်စိတ်ပြက်နေရှာတယ်သမီးဖြစ်သူကအဖေတပ်ပြင်းချတာကိုမြင်တော့အဖေကဘာလို့တပ်ပြင်းချနေတာလဲလို့မေးလိုက်တယ်ဒီတော့လင်းကောင်းဆောင်ကချက်ချင်းပဲစင်ကြေပေးလိုက်တာကအာငါအစားများသွားလူလီကြည့်ပါဦးတပ်ပြင်းချတာအစားများလို့တဲ့ခေါင်းဆောင်ကြီးရလဲနော်ပြီးတာနဲ့ချက်ချင်းပဲသူ့သမီးခေါင်းလေးကိုကင်ပြီးအဓိကလိုရင်းကိုဝင်ပါတော့တယ်လင်းရရဲ့အဖေကြားတာကချင်းမိသားစုရဲ့အကြီးဆုံးသားကတော်တော်လေးကိုဂုံကြီးပြီးတော့ပြိုင်ဆန်ရှားတယ်အဲ့ဒါထက်သူ့ကျင့်ကြံခြင်းကပြိုင်ပတ်မရှိဘူးလေငငယ်ရွယ်လေးနဲ့နိဗ္ဗာန်အဆင့်ကိုချိုးဖြတ်ထားတာသူ့ရဲ့မိန်းကလေးဖြစ်ချင်လာသမီးအဖေလို့သူကတော့သမီးကိုချင်းမိသားစုနဲ့နေရာချပေးခြင်းနေပြီလေဒါကိုကြားချင်းပါမဲ့လင်းဟာလေးခင်ဗျာမျက်လုံးပြူးမျက်စမ်းပြူးနဲ့ဘာဆိုပြီးអော်လိုက်ပါတော့တယ်
ပြီးတော့သူကအဖေသမီးကကလေးပဲရှိသေးတာကိုဆိုပြီးကြေကွဲစွာနဲ့အော်ပြောရှာတယ်ဒါပေမဲ့အဖေလှုပ်သူကလည်းလွယ်လွယ်နဲ့လက်မလျှော့ဘူးများကလေးအချစ်ကလည်းချစ်လို့မရတာမှမဟုတ်တာစိတ်ပူမနေပါနဲ့အဖေကနားလေပေးနိုင်ပါတယ်ဆိုပြီးပြန်ပြောလိုက်တယ်ဟုတ်ဗျာကလေးအချစ်ကိုနားလေပေးနိုင်ပါတယ်တဲ့ဒီအဖေကတော့သမီးကိုစောစောစီးစီးအိမ်တောင်ချပေးခြင်းနေပုံပါပဲဒီစကားကြတော့လင်းရလေးစိတ်တူသွားပြီဗျဒါနဲ့သူကပြက်ပြက်သားသားပဲအခုလိုညင်းလိုက်တော့တယ်ကျမလင်းချင်းရကတီးရဲ့အထိအပြိုကြီးပဲလုံးမှာသမီးကန်းတာတို့ယူသွားတာတို့ဖြစ်သွားရင်တော့ချင်းမိသားစုကကောင်ကိုလက်မခံဘူးမှတ်ထားကြနော်ပရိသတ်ကြီးရေဇလန်းတွေမှာဒီလိုပြောတဲ့ကောင်မလေးတွေကနောက်ဆုံးကြရင်အဲ့ဒီကောင်လေးကိုမှဆွဲလန်းတော့ကြတာထုံးစံပဲဟာဟာဟာ မြင်ကွင်းကချင်းမိသားစုနယ်မြေကိုပြောင်းသွားပါပြီချင်းမိသားစုနဲ့လင်းမိသားစုတို့တွေ့ဆုံပြီးအပြန်အလှန်နှုတ်ဆက်နေကြတဲ့ချိန်ပေါ့ဘေးကလင်းရလေးကကျွန်တော်တို့ရဲ့ MC ကိုလှမ်းကြည့်လိုက်တယ်စောစောကအသေးငင်းထားတဲ့လင်းရလေးလေ MC ရဲ့ရုပ်ရည်ကိုမြင်လိုက်တဲ့အချိန်မှာစိတ်ထဲကနေသူကချင်းဖန်းလာဘလို့တောင်ချောတာဆိုပြီးတွေးမိသွားတယ်တွေ့လားပြောမကြသေးဘူးရုပ်ကလေးမြင်တာနဲ့စိတ်ရိုင်ချင်းနေပြီအဲ့ဒီအချိန်မှာ MC ကသူ့ကိုကြည့်နေတာမြင်တော့ဆိုပြီးလှမ်းကြည့်လိုက်တယ်အကြည့်ချင်းဆုံသွားတော့လင်းရလေးရှက်သွားတာပေါ့ဒါပေမဲ့မာနာခဲလေးဆိုတော့ချက်ချင်းပဲစိတ်ကိုပြန်ထိန်ပြီးမူရင်းအတိုင်းပြန်တွေးလိုက်တယ်သူ့ဟာသူ့ဘလောက်ပဲချောတာတခုတည်းနဲ့ဆိုရင်ငါ့ယောက်ျားဖြစ်လာဟိုအဝေးကြီးပဲငါနင့်ကိုဘာလေးစားမှုမှပေးနိုင်မှာမဟုတ်ဘူးဆိုပြီးစိတ်ထဲကနေကြုံဝနေပါတယ်ပြီးတော့မှလူကောင်ထွတ်ပြပြီးအဲ့တော့နင်းကချင်းဖတ်လားလို့မေးလိုက်တယ်ပြီးတာနဲ့သူ့ရဲ့ဘေးနားကအစေကန်ကောင်လေးကိုဆွဲခေါ်ပြီးမိတ်ဆက်ပေးပါတော့တယ်ဒါကငါ့ရဲ့အစေကန်အသေးလင်းစံပဲနင်သူနဲ့ပြိုင်ချောပြီးနင်းကိုနင်တက်တဲ့ပြနိုင်မလားဆိုပြီးစိန်ခေါ်လိုက်ပါလေရောဒီနေရာမှာတတိထားရမှာကလင်းစန်းဆိုတဲ့နာမည်ပါပဲဒီလိုအစေကန်လို့ဘာလို့ကောင်တွေကတကယ်တမ်းကြရင်အစွမ်းစားတွေဝတ်ထားတဲ့ဟီးရိုတွေဖြစ်နေတတ်တယ်လေသမီးဖြစ်သူရဲ့မိုက်လိုက်နဲ့စိန်ခေါ်မှုကြောင့်အဖေဖြစ်သူလင်းကောင်းဆောင်ကမရိုင်းဆန်နဲ့လင်းရဆိုပြီးဝင်ဆူလိုက်ပါတယ် ဒါပေမဲ့ကျွန်တော်တို့ရဲ့ MC ကတော့စိန်ခေါ်တာကိုစိတ်မဆိုးတဲ့အပြင်သူ့ရဲ့ V lane မျက်လုံးတွေနဲ့အခြေအနေကိုပိုင်းခြားစိတ်ဖြာလိုက်ပါပြီ MC ရဲ့စိတ်ထဲမှာတွေးလိုက်တာကတော့သူကလည်းနတ်ပြည်ရဲ့ရွေးချယ်ခံပဲလားချင်းဟွာငါညီဖြစ်နေတာကိုထောက်ထားပြီးတော့ငါရဲ့အားကုန်တုံးပြီးသူ့ကိုနှိမ့်ဆက်မှာဘူးအဖေနဲ့အဖေသားတိနေရှင်းပြအခတ်ပါလေအဲ့ဒါတောင်9နှစ်အတွင်းမှာ V lane အမတ်2,400,000တောင်သူ့စီကရခဲ့တာဒီနေရာမှာ MC ကအချက်စဉ်းစားလိုက်တယ်သူ့ညီအရင်ကိုတောင်အားနာလို့ရှော့ပြီးနှိမ့်ဆက်တာတောင် point တွေအများကြီးရခဲ့တာအခုသူ့ရှေ့ရောက်လာတဲ့လင်းဆန်းဆိုတဲ့ကောင်ကသူ့ညီလည်းမဟုတ်ဆွေမျိုးလည်းမတော်ဘူးဆိုတော့ MC ရဲ့မျက်နှာမှာရက်ဆက်တဲ့အပြုံးကြီးပေါ်လာပါတော့တယ်အခုလိုမာနဲ့အမျိုးမတော်တားမဆက်ပဲရောက်လာတဲ့သူသားဆိုရင်ဟီ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  MC ရဲ့ဟီ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 ဆိုတဲ့ရဲတန်ကတကယ့်ကိုကြက်တီးထားစရာကောင်းပြီးလင်းဆန်းဆိုတဲ့ကောင်လေးကိုဘလောက်တောင်အကွက်ဆင်ပြီးနှိမ့်ဆက်မလဲဗီလိန်အမတ်တွေဘလောက်တောင်ညှိယူမလဲဆိုတာတွေးနေနဲ့အခန်း73ကဒီနေရာမှာပြီးဆုံးသွားပါတယ်ဗျာအခန်း74မှာတော့ MC အဖေးကလင်းကောင်းဆောင်ကိုကြည့်ပြီးမျက်နှာကြီးမှန်နေရှာတယ်ဘာလို့လဲဆိုတော့သူ့ကဗဇက်ကသာရိုင်းဆိုင်ဒီမလုတ်ပါနဲ့လို့ပြောနေပေမဲ့လက်တွေလုတ်ရက်တွေနဲ့လေတံကတော့တခြားစီထင်နေတာကိုဗျာ MC အဖေးကြီးခင်ဗျာစိတ်ထဲမှာဒီကောင်သူ့ဗဇက်ကနေတာမရိုင်းနဲ့လို့ပြောနေပေမဲ့သူပြောနေတာတွေကတခြားစီပါလားဆိုပြီးတွေးရင်ခေါင်းကနေမိတာပေါ့ဒါပေမဲ့လည်း MC ပခုံးလေးကိုပုတ်ဖိလို့ဒါကအကြံကောင်းပဲငါသားချင်းဖတ်လေးကသူနဲ့စော့ပေးလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်အဖေစီကမီးစိမ့်ပြတာနဲ့တပလိုင်းနဲ့ကျွန်တော်တို့ရဲ့ MC ကတော့လူရုပ်မှာအပြုံလေးပြုံးပြလိုက်ပါပြီဒီအချိန်မှာတခက်ကဇလိုက်လင်းဆန်းကလည်းအားမကြခန့်ကျေးဇူးပြုပြီးကျွန်တော်ကိုတင် जा ပေးပါဦးဆိုပြီးရင်ကြီးကြီးနဲ့စိန်ခေါ်လိုက်ပါတယ်လင်းဆန်းစကားတော့မဆုံးသေးဘူး MC ကအချိန်မဆွဲတော့ပါဘူးသူ့ရဲ့ခန္ဓာကိုယ်ကနေအရှင်ဝါဒီထုတ်လို့လိုက်ပြီးအထာကြနဲ့ဝင်တိုက်ကိုအစင်းသိမ့်ပြင်လိုက်ပါတော့တယ်ချက်ချင်းဆိုသလိုပဲအပြာရောင်အလင်းတန်းကြီးတစ်ခုကလင်းဆန်းစီကိုဒုံးပြန်ပစ်လို့လိုက်သလိုအရှင်အပြည့်နဲ့ဝင်သွားပါတယ်လင်းဆန်းကလည်းဇလိုက်ပြီးတုံ့ပြန်မှုမြန်တယ်ချက်ချင်းပဲသူ့ဓာတ်ကိုဆွဲထုတ်ဓာတ်နဲ့ကလိုက်ပြီးအားနဲ့ပြန်ခုတ်ပိုင်းလိုက်ပါတယ်ဘေးနားကလင်းရလေးကတော့လှလိုက်တာဆိုပြီးလင်းဆန်းရဲ့ဓာတ်ခွက်ကိုပဲဝင်ချီးကျူးနေပါတယ်ဒီကောင်မလေးကတော့တကယ်ပါပဲဗျဒါပေမဲ့ MC ကတော့အလှပခံစားနေတာမဟုတ်ပါဘူးလင်းဆန်းရဲ့တုံ့ပြန်မှုကိုကြည့်ပြီးစိတ်ထဲမှာတော့ဒီလွဲခုတ်ချက်ကအားတော်300ပုံပဲဒါကငါအတွက်အခွင့်ရေးပဲလို့တွက်ချက်လိုက်တယ်ဟောက်ကွက်တွေ့ပြီးဆိုတာနဲ့ချက်ချင်းပဲလင်းဆန်းစီခုန်ဝင်းသွားပြီး MC ကငါမင်းရဲ့အားနဲ့ချက်ကိုအခွင့်ကောင်းယူပြီးမင်းကိုတတ်ဖြစ်မယ်ဆိုတဲ့မကောင်းဆိုးပါအပြောနဲ့သူအားကုန်လက်တီးနဲ့ဝင်းထိုးချလိုက်ပါတယ်ဒုံးဆိုတဲ့အသားနဲ့သူလင်းဆန်းကဓာတ်နဲ့ကားလိုက်ပေမဲ့အပြာရောင်ပေါက်ခွဲမှုကြီးဖြစ်ပေါ်သွားပါတယ်အဲ့ဒီအချိန်မှာပဲ system မတန်ကြီးထွက်ပေါ်လာပါတော့တယ်အင်ရှင်ဒီနတ်ပြည်ရွေးချယ်ကန်အားရိုင်းညက်လိုက်ကြောင်းထောက်လန်းမိကြောင်း feeling point နဲ့ရာကိုရရှိပါသည်ပေါက်ကွဲမှုအခွင့်အရေးလေးကြမှာ MC ကအားမရသေးဘူးထပ်ပြီးပြန်ပြေးဝင်သွားတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့လင်းဆန်းကအထင်ဆောင်နေပုံမှာပဲဓာတ်ကိုလွှဲဖို့ပြေးနေတာကိုမြင်လိုက်ရတော့ MC တယောက်စိတ်ကလင်းမှာတော့ဟာမကောင်းတော့ဘူးလို့တွေးရင်လင်းဆန်းရဲ့ဓာတ်လွှဲခုချက်ကိုတီတီလေးခုန်ရှောင်လိုက်ရပါတယ်မရှောင်ရင်ပြပြီလေချက်ချင်းပဲအနောက်ကိုပြန်ဆုတ်လိုက်ရတယ်အဲ့ဒီအချိန်မှာနောက်ကအားပေးသူလင်းရလေးကအတန်ပြင်းငင်အော်ပါတော့တယ်ကောင်းတယ်လင်းဆန်းငါတဲ့အဲ့ကောင်ကိုကောင်းကောင်းသင်ခန်းစာပေးလိုက်စမ်းပါဒီမမကတော့မီးလောင်ရလေပင့်တွေပြုတ် MC ကတော့လင်းရဝေါ်တာကိုဂူးမဆိုင်ပါဘူးသူ့ရှိကဇက်လိုက်ကောင်ကိုကြည့်ပြီးပြုံးလိုက်ပါတယ်စိတ်ထဲမှာတော့
ဒါကအထီးကဇက်လိုက်ကောင်ကြောင့်မွန်ချက်ရတဲ့ခံစားချက်မလားဆိုပြီးတွေးလိုက်ပါတယ်ဇက်လိုက်ဆိုတာတက်ရခံမှန်းသူတည်သွားပြီလေဒါကြောင့် MC ကအပျော်ပြက်မကစားတော့ပါဘူးသူ့ရဲ့လက်ကိုမိုးဖို့ထောင်မြောက်လိုက်ပြီးလေဗန်မမနဲ့အော်ပြောလိုက်ပါတယ်ဒါလာစမ်းအဲ့ဒီလိုအော်လိုက်တာနဲ့တပြိုင်နက်ဘေးပတ်လဲမှာလေတွေဝေအန်းပြီးအရှိန်အဝါတွေပြင်းထန်လာပါတယ်လေထုတစ်ခုလုံးထူးခြားသွားတာကိုမြင်တော့ဘေးမှာကြည့်နေတဲ့ MC ရဲ့အဖေတော်မလုံပြူးသွားပြီးအန်အော်တကြီးနဲ့ဒါကကျယ်ပြောလာတော့ကောင်းငင်တာကိုးချောင်းဆိုပြီးရေတို့လိုက်ရင်အခန်းဆက်လေးပြီးသွားပါတယ် အခန်း15မှာတော့လင်းကောင်းဆောင်က MC ရဲ့အဖေနာကိုကတ်တီအတီးပေါက်နဲ့အတင်းတုံနေတာပေါ့ငါကြားတာတော့ Empire ကကျဲပြောတဲ့ကောင်းငင်တာ6လက်နဲ့တရန်ပေါင်ဘူးတီ6ကိုအဆက်မဲ့တဲ့တခင်လေးစီမှာအလံခံလိုက်ရတဲ့ငါအစတော့အဲ့ဒါကိုကောလာဟာလာလို့ပါထင်ခဲ့တာအဲ့ဒါကတကယ်ဆိုတာငါတခါမှမထင်ထားခဲ့ဘူးဆိုပြီးရွဲ့တယ်လို့အတီးလို့နဲ့ပြောလိုက်ပါတယ်တကယ်တော့အဲ့ဒီအဆက်မဲ့တဲ့တခင်လေးဆိုတာဘယ်သူလဲလူတိုင်းသိပါတယ် MC အဖေလည်းသိတာပေါ့ဒါပေမဲ့ကိုသားကိစ္စဆိုတော့ဘေးကနေစိတ်မပါလက်မပါနဲ့ဟီလို့ပဲ6ကက်ကရဲပြလိုက်ရရှာတယ်ဒါပေမဲ့စကားကောင်းနေတဲ့လင်းကောင်းဆောင်ကစကားတခွန်းမားသွားပါလိတော့အိုးခမေးငါဆိုလို့ကျင်တာအဲ့ဒါမဟုတ်ဘူးနော်ဆိုပြီးရောင်းပြီးခေါ်လိုက်မိတယ်ဒါကိုကြတော့ MC အဖေဒေါသထွက်သွားတာပေါ့ငါသားကိုများသူ့သမီးနဲ့လာညားကျင်နေသေးတယ်ဆိုပြီးဘသူကမင်းရဲ့ခမေးလဲလို့အော်ကြီးဟစ်ကျပြန်អော်လိုက်ပါတော့တယ်လူကြီးချင်းညင်းနေကြတော့တစ်ဖက်မှာတော့ MC ကအလုတ်ဆလုပ်နေပါပြီ MC ကဓာကိုးချောင်းစူစည်းစေလို့အမိန့်ပေးလိုက်တာနဲ့တပြိုင်နက်ဝုန်းဆိုပြီးဓာကိုးချောင်းလုံးကစူစည်းသွားပြီးအားကောင်းတဲ့ဓာတစ်ချောင်းနဲ့အထိပေါင်းဆက်သွားပါလိတော့ဒါကိုကြည့်နေတဲ့ MC အဖေကဝမ်းသာအားရနဲ့ဂုဏ်ယူပြီးငါသားကတကယ်ကို Empire တယောက်ရဲ့ပါရမီပါတာပဲဒါကြောင့်ရှောင်းရဲ့ Empire ပေးတဲ့လက်ဆောင်ကသူနဲ့ထိုက်တန်ပါတယ်လို့ကြွားလိုက်ပါတယ်အဲ့တော့ဘေးကလင်းကောင်းဆောင်ကမျက်စောင်းထိုးပြီးမင်းကိုမင်းဖော်ထုတ်နေတာပဲဆိုပြီးပြောလိုက်တယ်အထိပ္ပယ်ကတော့ခုနက Empire စီကတစီလင်လာတာမင်းသားပါလို့ဝန်ခံလိုက်တယ်လို့ဖြစ်သွားတာပေါ့အဲ့ဒီအချိန်မှာတော့ MC ကတော့အထာကြနဲ့ပဲဓားလိုရွမ်းရင်တိုက်ကွဲပြင်နေပါတယ်တစ်ဖက်ကပြိုင်ဘက်လင်းဆန်းကလည်းမလျော့ပါဘူးမင်းကိုဓာကိုးချောင်းကကူညီနေရင်တော့မှငါရဲ့ပြိုင်ဘက်ဖြစ်ဖို့အဆင့်မမီသေးဘူးလို့အော်ပြောပြီးယူလိုက်ဆန်းဆိုပြီး Vest Sky Sweat အတက်နဲ့အားကုန်လွှဲခုတ်လိုက်ပါတော့တယ်ဒီတိုက်ကွက်ကိုမြင်တော့ဘေးကကြည့်နေတဲ့အဖိုးကြီးနှစ်ယောက်မေလုံးဖြိုးသွားပြီးဒါကမကောင်းတော့ဘူးလို့အာမတိတ်တန်ကြီးနဲ့ရေယူခြင်း MC အဖေကချက်ချင်းပဲအခြေအနေကိုသုံးသပ်ပြပါတယ်ကျယ်ပြောတဲ့ကောင်းကင်ဓာတ်တိုက်ခိုက်မှုနဲ့ကောက်ကမှုနှစ်ခုလုံးကကျယ်ပြောတဲ့ကောင်းကင်ဓာတ်နှစ်ပြားတစ်ယောက်ထဲကစတင်ခဲ့တာနှစ်လလုံးကအချင်းချင်းတဟာဇတာထိပေမဲ့အခုအချိန်မှာတော့သူတို့ကစန့်ကျင်ဘက်အခြေအနေပဲလို့ပြောရင်းစိတ်ထဲမှာတော့ပူထူးနေပြီပေါ့ချင်းဖန်းမှာပါရမီပါခဲ့ရင်တောင်မှနောက်ဆုံးတော့သူကရှစ်နှစ်အရွယ်ကလေးပဲလေဘလို့ကျေပြောတဲ့ကောင်းကင်ဓာတ်တိုက်ခိုက်မှုကိုခုခံနိုင်မှာလဲဆိုပြီးတွေးရင်တားဖြစ်သူအတွက်စိတ်ပူကထားလေအဖေကမင်းကိုကူဖို့လာပြီဆိုပြီးဝင်ကူဖို့လှုပ်လိုက်ပါတယ်ဒါပေမဲ့ MC ကတော့အဖေကိုမျက်နှာသားမပေးပါဘူးအထာကြနဲ့ပဲလက်ကပြပြီးနောက်ဆုတ်လိုက်ကျွန်တော်လမ်းကိုပိတ်မနေနဲ့ဆိုပြီးမောင်းထုတ်လိုက်ပါတယ် MC အဖေခင်ဗျာရှေ့တိုးရခဲ့နောက်ဆုတ်ပြခတ်နေရှက်နဲ့ပဲကြည်ညာတာငါသားကငါ့ကိုမလိုချင်လို့ထင်ပါရဲ့လို့ငိုဗန်ပါကြီးနဲ့ပြောရှာတယ်အဲ့ဒီနောက်မှာတော့ MC ကဓားစီကိုချီတွေစူးစီးလိုက်ပြီး Heaven Slaying Sword Technique ဆိုပြီးပြန်ခုတ်ပိုင်းလိုက်ပါတော့တယ်ဝုန်းဆိုပြီးဓားခုတ်ချက်နှစ်ခုအချင်းချင်းထိပြီးတော့ပောက်ကွဲမှုအကြီးကျယ်ထိသွားပါလိတော့ပောက်ကွဲမှုကဘလောက်ပြင်းတယ်လဲဆိုရင်ဘေးကလူတွေတောင်မနစ်နိုင်ပါဘူးဘေးက MC အဖေဆိုရင်လေပြင်းတွေတိုက်လုံးလို့ဗဇက်တောင်မစိနိုင်တော့ပဲဒီရှုပ်ရှားမှုကဘာရဲဆိုပြီးစကားသံတွေပါဘလုံးမထဖြစ်ကုန်ပါတယ်ဘေးကကလေးနှစ်ယောက်ကလည်းလေတံကြောင့်လွင့်ထွက်မထဖြစ်ပြီးအဖေးဆိုပြီးအော်ဟင်နေကြရတယ်နောက်ဆုံးမှာတော့လင်းဆန်းတယောက်အန်အော်တကြီးနဲ့မင်းကတကယ်ကိုဒီလိုလှူရှားမှုကိုလုပ်နိုင်တာလားဘလို့တောင်ဖြစ်နိုင်တာလဲလို့ပြောရင်းမျက်လုံးဖြူမျက်စံဖြူဖြစ်နေတဲ့ပုံရိပ်နဲ့ပဲအခန်း15ပြီးသွားပါတယ်ခန်း16မှာတော့လင်းဆန်းတယောက်သူ့လက်ထက်ကဓားကခွန်းဆိုတဲ့အတန်းနဲ့အတူသူကင်ထားတဲ့ဓားကရုတ်တရက်ကြီးကျိုးကြေပျက်စီးသွားပါလေရောလင်းဆန်းခမရမျက်လုံးဖြူပြီးဘာဆိုပြီးအာမေးထိတ်တန်းတောင်ထွက်သွားရှာတယ်သူရဲ့ယုံကြည်မှုပြီးအကုန်ရိုက်ချိုးခံလိုက်ရတယ်လို့ဖြစ်သွားတာပေါ့အဲ့ဒီအချိန်မှာပဲ MC ရဲ့ system ကြီးကအကြောင်းကြားလာပါတယ်ဂုံယူပါတဲ့အင်ရှင်ရဲ့အင်ရှင်ကကောင်းကင်ဘုံရဲ့ရွေးချယ်ခံလို့ခေါ်တဲ့ဒီကောင်လေးရဲ့ဓာတ်ကိုနှလုံးသားကိုစတင်ကွဲအပ်သွားအောင်လှုပ်ဆောင်နိုင်ခဲ့ပါပြီဒါကြောင့်စုအနေနဲ့ villain point ပေါင်း1000တိကီကိုရရှိပါတယ် MC ကသူ့စီကိုတဖေးဖေးလာရင်ငါလာပြီနော်ကောင်လေးရဲ့ဆိုပြီးမုတ်ဆိုးကသားကောင်ကိုကြည့်တယ်လို့ရက်ဆက်တဲ့အပြုံးကြီးနဲ့ပြုံးလိုက်တယ်သူစိတ်ထဲမှာလည်းတွက်ချက်နေတာကဟာဒီကောင်ရဲ့နှလုံးသားလေးကွဲအပ်ယုံလေးနဲ့တင်ငါက villain point 1000တောင်ရတယ်ပေါ့ဒါဆိုရင်အကယ်၍များငါကသူ့ဝိညာဉ်ကိုပါဓာတ်နဲ့ထိုးလိုက်နိုင်ခဲ့ရင်ရောဟုတ်ပြီလေဝိညာဉ်ကိုပါထိုးကြတာပေါ့ဆိုပြီး point ကိုလိုချင်စောနဲ့ချက်ချင်းပဲလင်းစန်းစီကိုဒုံးပြန်လို့ပြေးဝင်သွားပါတော့တယ်ရောက်တာနဲ့ MC ကလင်းစန်းကိုအမှုန့်ကြည့်ပြီးအနိုင်ကျင့်ပါတော့တယ် MC ကဓာတ်နဲ့လွှဲခုတ်လိုက်တိုင်း system ကလည်းအဆက်မပြတ်တက်လာပါတော့တယ်အင်ရှင်ဒီကောင်းကင်ဘုံရွေးချယ်ခံရသူအားနာကျင်အောင်ပြုလုပ်လိုက်ပါသည် villain point 900မှတ်ကိုရရှိပါသည်အင်ရှင်ဒီကောင်းကင်ဘုံရွေးချယ်ခံရသူအားနာကျင်အောင်ပြုလုပ်လိုက်ပါသည် villain point 900မှတ်ကိုရရှိပါသည်အင်ရှင်ဒီကောင်းကင်ဘုံရွေးချယ်ခံရသူအားနာကျင်အောင်ပြုလုပ်လိုက်ပါသည် villain point 900မှတ်ကိုရရှိပါသည်MC ခမရလဲ point တွေတက်နေလို့လက်ကအရှင်ကောင်းပြီးအဆက်မပြတ်လွဲခုန်နေတော့မှပဲရုတ်တရက်နောက်ကနေတယောက်ကသူ့ကုတ်အင်ဂျီဇောကိုဆွဲမှလိုက်ခံလိုက်ရပါလေရော
ကြောင်ပေါလေးကိုကောက်ကနေဆွဲမလိုက်တယ်လို့မျိုးပေါ့ဗျာဘယ်သူလဲဆိုတော့ MC ရဲ့အဖေပါပဲတော်လောက်ပြီဖန်းလေကစားရရဲ့စူညံအောင်လောက်တာရဲ့ကအစင်းပြေပေမဲ့ငိမ့်ချမ်းမှုကိုတန်ဖိုးထားကြပါကွာဆိုပြီးလေးပြေလေးနဲ့တားလိုက်ပါတယ်ဒါပေမဲ့ MC ရဲ့စိတ်ထဲမှာတော့ဒေါသတွေထွက်နေတာပေါ့ချီခမ ्या ကဘာလို့ကြုတ်ကိုလာဆွဲနေတာလဲဟိုမှာ point တွေအများကြီးရတော့မှာကိုကွာလွတ်စမ်းပါဆိုပြီးစိတ်ထဲကနေအော်ဟစ်နေရှာတယ် ဒီအခြေအနေကိုကြည့်ပြီးတစ်ဖက်ကကောင်းဆောင်လင်းကလည်းကြားဝတ်လာပါတယ်အကူချင်းဖြိုးတာမှန်တယ်ဆိုပြီးအပြင်ဘက်မှာရေမောနေပြီမဲ့သူ့စိတ်ထဲမှာတော့ချွေးပြန်နေပြီဗျဒီကလေးကအကျင့်တစ်ဆက်မှမကောင်းဘူးငိုက်တဲ့လင်းဆန်းလေးကိုတစ်ပြော့တစ်ချောင်းလို့မရိုက်နှက်ခင်ဒီကောင်လေးကိုတားမရမယ်ဒီကောင်လေးကတော်တော်မလွယ်တဲ့ကောင်ပဲလို့တွေးပြီးကြောက်နေကြတယ်ဒါနဲ့ပဲအခြေအနေကိုထိမ့်ဖို့ကောင်းဆောင်လင်းကကဲပါအကူချင်းကလေးတွေကိုထားခဲ့ပြီးကျွန်တော်နဲ့စကားခဏလောက်ပြောအောင်ဗျာဆိုပြီးလမ်းကြောင်းလွှဲလိုက်တယ် MC အဖေကလည်းဟုတ်ပြီလေကြွပါလို့ပြောလိုက်တော့ခေါင်းဆောင်လင်းကအကိုချင်းအရင်ကြွပါဗျာဆိုပြီးအပြန်အလှန်ရင်ကျေးပြနေကြတယ် MC ရဲ့အဖေကတော့ပြုံးပြုံးလေးတဲ့ညင်းလိုက်ရင်ရိုင်းမှဆိုတော့ကောင်းပါပြီလို့ပြောလိုက်ပြီးမြင်သူ့စိတ်ထဲမှာတော့မင်းကငါသားအတွက်ဘာမှမဟုတ်ပါဘူးကွာဒါကလည်းငါအိတ်ထဲကမဟာမိတ်လေးတာတာပါပဲဆိုပြီး boss ကြီးတပ်ဖမ်းပြီးထွက်သွားကြတယ်လူကြီးနဲ့ထွက်သွားတော့ကောင်မလေးလင်းရက MC နာကတ်လာပြီးမျက်လုံးအယောင်လက်လေးနဲ့ပြောပါတယ်ချင်းဖန်းနင်းကတကယ်ကိုတန်မာတာပဲနော် crash မိသွားတဲ့ပုံစံပါပဲ MC ကတော့သူမကိုဂယုတောင်မဆိုင်ပဲအေးငါတိပါတယ်ဆိုပြီးခက်ပြက်ပြက်ပြောကမျက်လုံးကဘေးနားကလင်းဆန်းစီပဲရောက်နေတယ်ငါနာလွယ်ကလင်းချင်းရပါဆိုပြီးထပ်မိဆယ်ပြန်တယ်ဒါကိုလည်း MC ကစိတ်မဝင်စားပါဘူးအိုးတလုံးတက်ပြိုးပြီးလင်းဆန်းကိုလက်ညှိုးထိုးကလင်းရကိုလန့်ပြောလိုက်တယ်ဒါနဲ့နင်ငါကိုသူနဲ့မကြခဏကစားကြရအောင်လုပ်ပေးပါလား MC ကတော့ဖွင့်ရဖို့အတွက်လင်းဆန်းကိုအိတ်ဆောင်ထားခြင်းနေတာဗျဒါပေမဲ့ဒီစကားကိုကြားတာလင်းရလေဒေါသထွက်သွားပါလေရောစိတ်ထဲမှာတော့ပါနင်ကငါကိုလင်းတော့ဖို့ပြောနေတဲ့အချိန်မှာနင်ကတော့ငါမိသားစုရဲ့အစေခံနဲ့ပဲကစားကျင်နေတယ်ပေါ့ငါထက်အစေခံကိုပိုစိတ်ဝင်စားတယ်ပေါ့လေဆိုပြီးမာနာလေးထိခိုက်သွားတာပေါ့ချက်ချင်းပဲဆိုပြီးနှာခေါင်းရှုံသဘွန်တိုးကြီးလွှဲထွက်သွားပါတော့တယ်ကျွန်တော်တို့ MC ကောင်လေးကတော့ဘာမှနားမလဲပဲသူမှဘာတွေဖြစ်နေကြလဲဆိုပြီးခေါင်းကိုရင်ရေလွတ်နေရှာပါတယ်ဖွိုင်းထုံးမဲ့ဆက်ကြီးကိုငားခိုင်းမိတာများဘာတွေမားသွားလို့လဲပေါ့ MC လေးတယောင်မိန်းမကလေးတွေအကြောင်းနားမလဲပဲကြောင်တောင်တောင်ကြံခဲ့တဲ့ဒီနေရာမှာပဲအခန်း16ပြီးဆုံးသွားပါပြီအခန်း18မှာတော့လင်းမိသားစုရဲ့ဧကန်ဆောင်ကြီးထဲမှာစဖွင့်သွားတယ်လင်းရလေးကတော့စိတ်တွေတိုးပြီးဒေါသတွေထွက်ကအဖေဆိုပြီးအတန်ကုန်ဟစ်ခွာလိုက်ပြီးတော့သူ့ရင်ထဲကမကြည့်တဲ့ချက်ကိုတန်းမေးပါတော့တယ်ဘာလို့သမီးကိုချင်းမိသားစုရဲ့ဒုတိယသားချင်းဟွာနဲ့စိတ်ဆက်ပေးလိုက်ရတာလဲသမီးလုံးဝဘွယ်မကြဘူးဆိုပြီးရန်တွေ့တော့တာပါပဲဒါပေမဲ့သူ့အဖေလင်းခေါင်းဆောင်ကြီးကလည်းသမီးဖြစ်သူကိုပြန်ကြည့်ပြီးတော့ဘာပြောလိုက်လဲဆိုတော့ဟဲ့နေမဲ့ချင်းမိသားစုရဲ့အကြီးကောင်ချင်းဖန်းကိုမယူချင်းဘူးဆိုအကြီးမယူချင်းတော့အငယ်နဲ့ဖေးစားလိုက်တာလေဘာထူးဆန်းလို့တုံးဆိုပြီးပြန်ပတ်လိုက်ရောဗျာဒီစကားကြတော့လင်းရလေးခင်ဗျာစွန့်အားသွားရှာတယ်ကိုပြောခဲ့တဲ့စကားနဲ့ကိုပြန်ပိတ်လိုက်တော့ဘာဆက်ပြောရမလဲမသိဖြစ်သွားတာပေါ့ဒါပေမဲ့မိန်းကလေးဆိုတော့လေဘယ်ရှုံးပေးပါမလဲရှက်ရှက်နဲ့အကြောင်းကကြအသက်ရှာပါတော့တယ်မဟုတ်ပါဘူးသမီးအဲ့လိုမပြောပါဘူးနော်လို့ဘူးညင်းပြီးတော့လေသမီးကဟိုကောင်လေးချင်းဝါထက်အသက်နှံလက်တောင်ပိုကြီးနေတာလေအသက်ပိုကြီးတဲ့မိန်းမကိုယူထားတယ်ဆိုပြီးတရင်သာပြန်သွားတယ်လူတွေဝိုင်းရေကြမှာပေါ့ရှက်စရာကြီးဆိုပြီးအဖေဖြစ်သူကိုကလေးဆန်ဆန်လေးချွဲပြီးပြောလိုက်ပါတယ်ဒါပေမဲ့ခင်မီတဲ့ဖေဖေကတော့ဂီးမဆိုင်ပါဘူးဗျာသမီးဖြစ်သူရဲ့စကားကိုအလိုက်မသိစွာနဲ့ပြန်ချေပတ်လိုက်ပြန်တယ်ဟာသမီးရာရဲစရာအကြောင်းရှိလို့လားအခုခေတ်မှာမမနဲ့မောင်လေးအသွဲတွေကတော်တော်လေး popular ဖြစ်နေတာနဲ့ကို Trump ဖြစ်နေတာသမီးရဲ့ဆိုပြီးခင်မီပြန်ပြောလိုက်ရောဗျာလင်းရလေးကတော့အဖေကိုပြောမနိုင်တော့နှုတ်ခမ်းလေးစူပြီးနောက်ထပ်အကြောင်းပြချက်အကြီးစားတစ်ခုထပ်ထုတ်သုံးလိုက်ပါတယ်အဖေကလည်းသမီးယောက်ျားတဲ့အသက်ကြီးနေမယ်ဆိုရင်လူတွေကဘာပြောကြမလဲသိလားငါတို့လင်းမိသားစုကချင်းမိသားစုအပေါ်မိခိုးချင်းလွန်လို့ကိုသမီးရဲ့အစွမ်းကိုသုံးမိတာတို့ပြီးတော့ချင်းမိသားစုကလည်းကောင်းကင်ရဲ့ဂုံလို့တင်စားရတဲ့သားကြီးချင်းဖန်းကိုနှမျောလို့လင်းမိသားစုသမီးနဲ့မပေးစားခြင်းပဲသားငယ်ချင်းဟွာကိုပဲထူးကြွေးလိုက်ကတော့အဲ့လိုတွေတေချာပေါ့ပြောကြမှာဆိုပြီးစူးရင်တကြီးပြောရှာတယ်ဒီနေရာမှာလင်းကောင်းဆောင်ကြီးရဲ့သမီးချစ်စိတ်ကထိတ်ဆုံးကိုရောက်သွားပါတော့တယ်သမီးလေးစိတ်ညစ်နေတာကိုမြင်တော့ဒေါသထွက်လာပြီးဘာအတိတ်ပဲမရှိတာအတန်ကြီးနဲ့ဇနီးဖြေရတာဘာမှမားနေလို့လဲငါသမီးကိုအဲ့လိုပြောရတဲ့ဘယ်မိသားစုမဆိုနောက်နေကြရင်အလောင်းကောင်တွေဖြစ်သွားစေရမယ်ဆိုပြီးမာဖီးယားဆန်ဆန်အော်ဟစ်ချင်းဝါလိုက်ပါတော့တယ်အဲ့ဒီတော့မှလင်းရလေးလည်းလန့်သွားပြီးရှက်ရှက်နဲ့ဟာအဖေကလည်းဘာလို့အဲ့လောက်အကြိတ်ကြီးအော်နေတာလဲလူကြားလို့မကောင်းပါဘူးဆိုပြီးပြန်ထိန်ရတယ်အဖေဖေသူကလည်းချက်ချင်းပဲလေးတန်ပြောင်းသွားပြီးsorry အဖေနည်းနည်းစိတ်လွတ်သွားပြီးမစင်မချင်းဖြစ်သွားတယ်ဆိုပြီးပြန်ချော့ရှာတယ်နောက်ဆုံးတော့လင်းရလေးကပြက်ပြက်တသားမဲပြောလိုက်ပါတယ်ထားပါတော့တူတူပြောရရင်တော့သမီးချင်းဟွာကိုလုံးဝမယူနိုင်ဘူးမယူဘူးဒါကိုကြတော့အဖေဖြစ်သူကအထီးကမေးခွန်းကိုမေးလိုက်ပါတယ်ဒါဆိုလင်းလေးကအကိုကြီးချင်းဖန်းကိုကြိုက်နေတာလားဒီမေးခွန်းကြတော့လင်းရလေးမျက်နှာတွေရဲပြီးရှက်သွားတာပေါ့ဒါပေမဲ့မိန်းကလေးတို့ရဲ့တဘာဝအကြိုင်မူပြီးတော့ညင်းလိုက်ပါတယ်လုံးဝပဲနော်သူ့လိုလူမျိုးကိုဘသူကကြိုက်မှလဲဆိုပြီးအော်ညင်းလိုက်တာပေါ့တကယ်ကတော့စိတ်ထဲမှာရှိနေတာကိုဒါပေမဲ့ပြဿနာကအဖေဖြစ်သူကမိန်းကလေးတို့ရဲ့မကြိုက်ဘူးဆိုတာကြိုက်တယ်ဆိုတဲ့သဘောတရားကိုနားမလည်ရှာဘူးဗျသမီးငင်းတာကိုအတီမတ်တီကောင်းတာပေါ့
အဲ့ဒါဆိုအကုန်ပြေလည်သွားပြီလို့ပျော်ပျော်ကြီးပြောလိုက်ပါရောလင်းရလေးခမပြောစရာစကားမဲပြီးစွန့်အားသွားပါတော့တယ်အဖေကကို့တဘောကိုနည်းနည်းလေးမှရိတ်မဖေးဘူးလေရှက်တာရောစိတ်တိုတာရောပေါင်းပြီးအဖေကသမီးကိုလုံးဝမချစ်ဘူးပဲဆိုပြီးအော်ဟစ်ကခြေဆောင်ပြီးတွက်ပြေးသွားပါတော့တယ်လင်းကောင်းဆောင်ကြီးကတော့ခေါင်းကော်ပြီးကြမ်းခဲ့တာပေါ့ငါသမီးကဘာတွေဖြစ်နေတာလဲခုနကပဲမယူဘူးဆိုအခုကျတော့စိတ်ကောက်ပြီးပြေးသွားပြန်ပြီဆိုပြီးမိန်းကလေးရဲ့စိတ်ကိုနားမလဲနိုင်ဖြစ်နေရှာတယ် ကျွန်တော်တို့ရဲ့ MC ကတော့စိတ်ပြက်လက်ပြက်နေဟူးငါမှပြောစရာတွေအများကြီးရှိပေမဲ့ငါပြောတင်လားမပြောတင်ဘူးလားမသိတော့ပါဘူးကွာဆိုပြီးစိတ်ထဲမှာတော့ခုနကကြားတယ်လို့ရဲရဲဆက်ဆက်တိုက်ခိုက်နေကြပြီအခုကျတော့ငါကိုယ်တော့အဖက်မလို့ပဲလက်ထက်မဲ့အကြောင်းတွေပြောနေကြပြန်ပြီထားလိုက်ပါလေဘာပဲဖြစ်ဖြစ်အချီရုပ်ကိုခက်ခက်လိုက်မရှာတာလေအဆင်ပြေပါတယ်လို့တွေးရင်စောက်ချင်းရုံမဲ့အထာနဲ့လင်းဆန်းကိုကြည့်ရထူတာရှိနေရင်ငါတို့လုံလောက်ပါပြီဆိုပြီးအနိုင်ကျင့်ကိုကြိတ်ကြံနေပါပြီလင်းဆန်းခင်ဗျားတို့ဘာမှမထီပဲကြောချမ်းလာပါလေတော့ဟာတယောက်ကငါ့ကိုစိုက်ကြည့်နေတယ်လို့ဘာလို့ခံစားနေရတာလဲဆိုပြီးကြက်တီးတွေထားနေနေပဲအခန်းဆက်ခွင်ပြီးပါပါခန်းဆက်ရှစ်မှာတော့ပန်းကင်းလေးထဲမှာလင်းရလေးတယောက်တည်းဒရာမာခင်းနေတာကိုတွေ့ရပါတယ်ဗျလက်ထဲမှာပန်းပွင့်လေးကိုကိုင်းပန်းဖတ်လေးတွေကိုတစ်ခုချင်းစီဆွဲဖြုတ်ပြီးဘေးရင်မင်းနေတာပေါ့သူငါ့ကိုချစ်တယ်သူငါ့ကိုမချစ်ဘူးအဲ့ဒီလိုနဲ့နောက်ဆုံးကြံတဲ့ပန်းဖတ်လေးကိုဆွဲဖြုတ်လိုက်တဲ့အခါမှာတော့ကန်ဆိုးစွာနဲ့ပဲသူငါ့ကိုမချစ်ဘူးဆိုတဲ့နေရာမှာတွားကြပါလေတော့ဗျလင်းရလေးကဓာတ်ကိုလက်ခံမဲ့ထင်နေလားဟင်းလင်းရလေးကချက်ချင်းပဲဒေါသထွက်ပြီးလက်ထဲကပန်းပွင့်ကိုလွှင့်ပစ်လိုက်တာဗျာပြီးတော့ဘာလဲဒါကြီးကလေမမှန်ပါဘူးဟာဆိုပြီးပန်းပွင့်ကိုပဲအပြစ်ပုံချက MC တို့ရှိတဲ့နေရာစီကိုဒုံဆိုင်ပြဲထွက်လာပါတော့တယ်မိန်းကလေးတွေများကိုလိုချင်တဲ့အဖြစ်မရမချင်းဘေးတွေကမမှန်ဘူးဆိုတာကြီးပါပဲနော်ဟာဟာ MC ကိုမြင်လိုက်တာနဲ့လင်းရလေးကတော့မျက်နှာကြီးဝင်းပါပြီးပျော်သွားလာပေါ့အဲ့ဒီအချိန်မှာ MC ကတော့သူ့အဖေစီမှာခလေးစိုးလေးလိုပူစားနေပါတယ်ဗျာအဖေကျွန်တော်အကိုလင်းဆိုင်နဲ့အပြင်သွားပြီးကစားချင်တယ်တဲ့ကြည်ရတာ MC တယောက်အကြံပိုင်နေပြန်ပြီးထင်တယ်ဗျ MC စကားလဲဆုံးရောဘဲကရောက်လာမှန်းမသိတဲ့လင်းရလေးနာဝင်ပြောပါတော့တယ်လင်းဆိုင်ရေနင်ဘဲကိုသွားမလို့လဲငါ့ကိုဘာလို့မခေါ်တာလဲဆိုပြီးကြားဖြတ်ဝင်ပါလိုက်တာပေါ့ဒါကိုမြင်လိုက်ရတဲ့ဟိုဘက်ကထိုင်းနေတဲ့အဖိုးကြီးနှစ်ယောက်ကတော့စိတ်ထဲမှာကြိတ်ပြောသွားကြတယ်သူတို့စိတ်ထဲမှာဒါအခွင့်ကောင်းပဲဟေ့ထောက်ခံတယ်ဆိုပြီးအချင်းချင်းတောင်မျက်စိပစ်လက်မတွေထောင်ပြပြီးသဘောတူလိုက်ကြပါသေးတယ်လူကြီးတွေကလည်းမြောင်ပေးဖို့ပဲဆင်လာနေကြတာကိုချက်ချင်းဆိုလာတယ်လို့ပဲလင်းကောင်းဆောင်ကအတီးပေါက်နဲ့အမိန့်ထုတ်လိုက်ပါတော့တယ်ဒီလိုဖြစ်လာပြီဆိုမှတော့လင်းစန်းရေလင်းကလီရေချင်းမိသားစုရဲ့ဒုတိယသားလေးရဲ့ပြီးတော့တခင်လေးကိုပါရှောင်းသွားဖို့ခေါ်သွားလိုက်သူတို့ကိုလုံခြုံအောင်လေးတေချာဂယုဆိုင်လိုက်အောင်ဆိုပြီးပြောလိုက်တာပေါ့ဒီအခြေအနေကိုကြည့်ပြီး MC ရဲ့စိတ်ထဲမှာတော့ကြိတ်ပြုံနေပါတယ်ဗျာတော်လိုက်တဲ့ကောင်လေးဘလို့တောင်တော်တာလဲငါတော့တခုဝဲတခုလက်ဆောင်ယူရတဲ့အခွင့်အရေးကိုအလကားရလိုက်တာပဲအလကားရတဲ့ဟာလို့သာငါပြောပြီးမယ်ငါအတွေ့ထဲမှာတော့တခြားစီပဲသူသာသူ့အလုပ်ကိုသူကောင်းကောင်းလုပ်နေသည်ငါအလုပ်ခစ်တယ်ဆိုပြီးတွေးနေတာဗျာဆိုလိုတာကတော့လင်းစန်းဆိုတဲ့နက်ပြေရွေးချယ်ကန်ကောင်းလေးပါလာဟင်ယေရနာရှာဖွေရတာလွဲကူးမယ်သူကအလကားရတဲ့ယေရနာရှာဆက်ပဲဆိုပြီးသဘောကျနေတာပါလင်းစန်းလေးကတော့ခိုင်းတဲ့အတိုင်းပဲကြွပါသခင်မလေးလို့ရင်းကြီးပြောရင်သူတို့အားလုံးအပြင်ကိုထွက်လာကြပါတယ်သူတို့တွေဟောင်ကူဈေးထဲကိုရောက်လာကြပါတယ်ဒီမှာဇလန်းကပိုးမြိုင်းလာပြီ MC ကကုဘာသာဈေးဝယ်နေတာမဟုတ်ပါဘူးလင်းစန်းဘာဝယ်ပလဲဆိုတာကိုပဲမျက်လုံးတောက်ကြည့်နေတာဗျ MC ရဲ့စိတ်ထဲမှာတော့နက်ဖြီရဲ့ရွေးချယ်ခံကတော့သူရွေးချယ်လိုက်တဲ့ဟာတဲ့ယရနာဖြစ်နေမှာပဲအဲ့တော့သူရွေးထားတာတွေကိုငါလိုက်ဝယ်ပေးမယ်ဆိုပြီးမကောင်းကြနေပါတယ်လင်းစန်းတရားကိုဆေးပင်တစ်ခုကိုလှန့်ကြိုက်လိုက်တဲ့ဆိုရင်ပဲ MC ကဘေးကနေဖြတ်ခနဲလူယူလိုက်ဒီဆိုင်ရှင်ကြီးကျွန်တော်ဒါယူမယ်ဆိုပြီးလက်ဦးမှုရယူလိုက်ပါတယ်ဗျချက်ချင်းပဲ system စီကအတန်ချောလေးထွန်လာပါတယ်အင်ရှင်ဒီနက်ကီရဲ့ရွေးချယ်ခံရွေးချယ်သောဆေးပင်အားအတင်းအထမလူယူနိုင်ခဲ့တဲ့အတွက်ဂုဏ်ယူပါသည် V-lane point 300ရရှိပါသည် share ပဲဗျာပစ္စည်းလည်းရ point လည်းရဒါနဲ့မပြီးသေးဘူးဗျလင်းစန်းကနောက်တစ်ခုထပ်ယူဖို့လုပ်တော့ MC ကထပ်ပြီးလူပြန်ပါသည်ဒီဟာရောပဲဆိုပြီးယူလိုက်ပြန်ရော system ကလည်းအလုပ်ကြိုးစားချပါတယ်အင်ရှင်ဒီနက်ဖီရဲ့ရွေးချယ်ခံရွေးချယ်သောဆေးပင်အားအတင်းအထမလူယူနိုင်ခဲ့သည့်အတွက်ဂုဏ်ယူပါသည် V-lane point 300ရရှိပါသည်ဒီ system နဲ့ MC ပေါင်းပြီးသားတော့လင်းစန်းခမညာတနာစရာတော့ကောက်နေပြီဗျာလင်းစန်းကတော့စိတ်ရှုပ်ပြီးမျက်မှောင်ကြီးကျုံနေပြီဒါပေမဲ့ MC ကတော့ဂယုမစိုက်ပါဘူးပြုံးလေးလုပ်ပြရင်တို့စိတ်ထဲပါတော့ကြည်ရတာဒီအခမလက်ဆောင်လေးကမစိုးပါဘူးဆိုပြီးကျင်နတ်နေကလင်းစန်းနောက်ကနေတကောက်လိုက်နေပါတော့တယ်လင်းစန်းရစိတ်ထဲမှာတော့ဒီကောင်လေးကနည်းနည်းထူးဆန်းနေတယ်ဆိုပြီးတန်တရားတွေဝင်နေပြီပေါ့အဲ့ဒီအချိန်မှာလင်းရလေးက MC အနားရောက်လာပြီး easy ကလေးဆက်လုပ်ပါတော့တယ်ချင်းဖန်ရေနေငါနဲ့ဒီဘက်ကိုလိုက်ကြည့်ပါလားဟင်းဆိုပြီးချွဲနွယ်ပြီးခေါ်တာပေါ့ဒါပေမဲ့ရတနာလူအာယုံရောက်နေတဲ့ MC ကတော့ဘယ်စိတ်ရှိမလဲညာသူရှိလာတိတ်ရက်နေတဲ့လင်းရကိုနင်းကငါလမ်းကိုပိတ်နေတယ်ဆိုပြီးအားနဲ့တွန်းထုတ်ပေးလိုက်ပါတယ်ဗျရက်ဆက်လိုက်တာ MC ရအဲ့လိုတွန်းထုတ်လိုက်တော့လင်းရလေးကစိတ်ဆိုးပြီးပြန်អော်တာပေါ့စိတ်ရှုပ်တယ်နင်းကအရန်ကိုစိတ်ရှုပ်စရာကြီးပဲနင်းကများငါ့ကိုလိလျူရှူရဲတယ်ပေါ့ဆိုပြီးပွေစီနဲ့អော်ဟစ်နေပါတယ်ဒါပေမဲ့ပေါ့ဗျာထူးခြားတာကလင်းရလေးရဲ့အမူအရာပါပဲ MC ကမောင်းထုတ်လိုက်ပြီးရှေ့ထွက်သွားတော့လင်းရလေးကနောက်ကနေလိုက်ရင်ရှက်သွေးဖာနေတဲ့ပုံစံလေးနဲ့နောက်တစ်ခါလာပြန်ပြီးသူကအရန်ခတ်ထမ်းတာတယ်ငါတကယ်သူ့ကိုကြိုက်တယ်ဟာဆိုပြီးတော်တော်လေးရေရွက်နေရင်
အခန်းဆက်ပြီးသွားပါတယ် အခန်းဆက်ကိုမှာတော့ကျွန်တော်တို့ရဲ့ MC ရဲ့သူ့ညီလေးချင်းဟွာရဲ့ပြီးတော့နောက်ထပ်ကောင်းကင်ဘုံရွေးချယ်ခံလင်းစန်းရဲ့၃ယောက်သားရှောက်ပါသွားလာနေကြတာကိုတွေ့ရပါတယ်၃ယောက်သားရှိုးတွေမိုးတွေနဲ့လမ်းတလောက်နေကြတော့မှာပဲရုတ်တရက်လမ်းဘေးဆိုင်ဒီဇိုင်မှာပစ္စည်းတစ်ခုကိုချင်းဟွာနဲ့လင်းစန်းတို့ပြိုင်တူလှမ်းမြင်လိုက်ကြပါလေရော MC ကလည်းဟေးဘာတွေလဲဟာဆိုပြီးလှမ်းကြည့်လိုက်တဲ့အချိန်မှာပဲဟိုနှစ်ကောင်ကစပါပြီချင်းဟွာကအငင်အော်လိုက်တယ်ဒါကိုကျွန်တော်အငင်မြင်လာကြလင်းစန်းကလည်းဘယ်ခံမလဲမဟုတ်ဘူးငါအငင်မြင်လာကွာဆိုပြီးကလေးတွေမုံလို့တလို့အငင်းအခုံတွေထစ်နေကြပါတော့တယ်ဒီလိုမျိုးဇက်လိုက်နှစ်ကောင်လူနေကြပြီဆိုတော့ဒါတာမန်ပစ္စည်းမဟုတ်တော့ဘူးဆိုတာ MC ကတန်းတီလိုက်ပါပြီသူတို့နှစ်ယောက်ညင်းနေတော့မှပဲ MC ကဂျားတဲ့ကနေဖြတ်ခနဲဆိုအဲ့ဒီပစ္စည်းကိုကောက်မှလိုက်ပြီးဆိုင်ရှင်ကိုမေးလိုက်တယ်ဒါဘယ်လောက်ကြလဲဗျဆိုင်ရှင်ကလည်းလူပါဗျ MC ကိုမြင်တော့မျက်နှာကြိုသွေးပြီးဒါကမူရင်းသေးဆိုရင်ဝင်းညင်ကြောက်တုံးတစ်ထောင်ကြပါတယ်ဒါပေမဲ့တခင်လေးလိုချင်ရင်တော့888တုံးပဲထားပြပါမယ်လေဘယ်လိုလဲဗျရှော့ဈေးပေးသလိုနဲ့ဈေးကြိုက်လိုက်တာပေါ့ MC ကတော့စက္ကန့်ပိုင်းတောင်မစင်းစားပါဘူးဟုတ်ပြီလေငါယူလိုက်မယ်ဆိုပြီးတန်းဝယ်လိုက်ပါတယ်သူ့စိတ်ထဲကတော့တွက်တီထားလေဒါကဘာလို့တန်ဖိုးကြီးနေမှန်းတော့ငါမသိဘူးဒါပေမဲ့ကောင်းကင်ရဲ့ရွေးချယ်ကန်းနှကောင်တောင်ကြိုင်တူလူနေကြမှာတော့ဒါအစ်စ်ကြီးမဲ့ဖေးရမယ်ဆိုပြီးယုံကြည်ချက်အဖိနဲ့ဝယ်လိုက်ပါတယ်ဘေးကလင်းစန်းကများကြောင်သွားပြီးမင်းဈေးမစစ်တော့ဘူးလားဆိုပြီးမေးလိုက်တော့ MC ကလင်းစန်းကိုပြန်ကြည့်ပြီးရောင်အရေးမပါတဲ့ဝိညာဉ်ကြောင့်888လုံးလောက်ကလေးနဲ့ငါကဘာကိစ္စဈေးစီနေရမှာလဲဆိုပြီးတချေးသားပြီးပြန်ပတ်လိုက်ပါတယ်ဒီချိန်မှာပဲ system ကအလုပ်လုပ်လာပါပြီအင်ရှင်ဒီကောင်းကင်ဘုံရွေးချယ်ကန်ဤအခွင့်အရေးကိုဖျက်ဆီးပစ်လိုက်သည့်အတွက်ဂုဏ်ပြုပါသည်ထီကန်ဆိုင်ရန်လက်တမက်ကကူရရှိပါသည် MC ခင်ဗျာပြောသွားတာပေါ့ဝိုးဒါတကယ်ရတနာပဲဟေ့ဆိုပြီး system ကပေးတဲ့စုတကိုတာယာနေတော့လက်ထဲကဝယ်ထားတဲ့ပစ္စည်းကိုပြန်တကိရသွားပြီးခါကြည့်လိုက်တယ်ဒါပေမဲ့ငါဒီအိုတွေကနေဘာမှလည်းမမြင်ရပါလားဆိုပြီးစိတ်ပြော့သွားပါတယ်ပတ်စံ888လုံးပေးဝယ်ထားရတဲ့ဒဲအိုဆုတ်ကဘာမှသုံးမရဖြစ်နေတာကိုအဲ့ဒီချိန်မှာပဲသူ့ညီလေးချင်းဟွာကဘေနာကတ်လာပြီးမျက်နှာငယ်လေးနဲ့ပျော်ရှာတယ်အကိုကြီးတားကိုအဲ့ဒါလေးပေးလို့မရဘူးလားဟင်ဒီတော့မှ MC ကောင်းထဲမှာမီးလုံးလင်းသွားပါပြီဟာငါရဲ့ villain system ကပြတ်နေတယ်ဆိုတော့ဒီကောင်းကင်ဘုံရွေးချယ်ကန်ကောင်လေးကိုတုံးပြီးပြန်အသက်သွင်းနိုင်မယ်ထင်တယ်ဆိုပြီးညံနေညံနဲ့တွေ့ထွက်လာပါတော့တယ် MC ကချက်ချင်းပဲလေတံပြောင်းပြီးညီလေးကိုကရုဏာရှင်အကိုဤပုံစံဖမ်းလိုက်ပါတယ်ညီလေးငါအခုလေးတင်ဒီဒဲအိုးစုပ်အတွက်ဝင်းရင်ကြောက်888လုံးသုံးပြီးဝဲလာလေအဲ့တော့ငါကမင်းအတွက်88လုံးကိုအကိုဤတယောက်အနေနဲ့စိုက်ပေးမယ်မင်းက800ပဲပေးအဲ့ဒီချိန်ကျရင်ဒါကိုမင်းစီငှားပေးထားမယ်လေဘလို့လဲကြည်စမ်းတွက်လိုက်ရင် MC က88ချက်ပဲရှုံခံလိုက်ရပြီဟိုအတုံးမဝင်တဲ့ OG ကိုရှင်းထုတ်လိုက်နိုင်တာလေဒါကိုနားမလဲတဲ့ညီလေးချင်းဟွာကတော့ဝမ်းတာအားရနဲ့သဘောတူတယ်ဗျဆိုပြီးပတ်စံအိတ်ကိုတန်းလန့်ပေးလိုက်ပါတယ် MC ကပတ်စံအိတ်ကိုလှမ်းယူပြီးကဲဟုတ်ပြီလေဂတိပေးထားတဲ့အတိုင်းဝင်းညင်ကြောက်800ကိုသာပေးလိုက်ပြီးရင်မင်းဒါကိုယူလိုက်တော့ဆိုပြီးပတ်စံသိမ့်ပစ္စည်းလွှဲလိုက်ပါတယ်ချင်းဝါခမအလိန်ခံလိုက်ရတာကိုမသိပဲအကိုကကျွန်တော်ပေါ့အရန်ကောင်းတာပဲဆိုပြီးပြုံးဖီးနေရှာပါတနာစရာလေးပါလားကွာ system တောင်ဒီကိစ္စကိုကြည့်မနေနိုင်တော့ပဲတက်လာပါတယ်အင်ရှင်သည့်ညံမရှိသောကောင်းကင်မုံရွေးချယ်ကန်ကောင်လေးကိုလှည့်ဖျားလိုက်ကြောင်းထောက်လဲမိပါသည် villain point 900မှတ်ရရှိပါသည် MC လက်စိတ်ထဲမှာကနစ်ကြိတ်ရယ်ပြီးဘလို့တောင်3နဲ့9ညီလဲကွာဆိုပြီးကျေနပ်နေတာပေါ့ဇလန်းကဒီမားထဲမှာကီးသေးပါဘူးဘေးကလင်းဆန်းကတခြားပစ္စည်းတစ်ခုကိုယူပြီးစိုက်ရှင်ကိုမေးလိုက်ပြန်ပါတယ်ဒါဘလောက်လဲဗျာချက်ချင်းဆိုသလိုပဲ MC ကလင်းဆန်းရဲ့နောက်ကျောဘက်ကိုတရေလိုရောက်ချလာပြီးမင်းရှိသမျှငါအပုံလိုချင်တယ်ဆိုပြီးဖြတ်ပြောလိုက်ပါတော့တယ်လင်းဆန်းခမချွေးတွေပါပြန်လာပါပြီသူဘာလို့ဒီလူလိုက်နှောက်ရှက်နေပါလားပေါ့သူစိတ်ထဲမှာတွေးနေရှာတယ်ချင်းမီသားစုရဲ့တခင်လေးကငါရှိအမြဲပေါ်လာပြီးငါ့ကိုတိတ်တခုကချောင်းကြည့်နေတယ်လို့ခံစားရတယ်ဒါပေမဲ့အဲ့ဒါကအဓိပ္ပာယ်မှမရှိတာပဲ MC ရဲ့စိတ်ထဲမှာလဲဒါကတော်တော်လေးကိုနီးစက်တာပဲငါနားမလည်နိုင်တော့ဘူးဆိုပြီးတွေးတော့နေနေပဲအခန်း19ကပြီးဆုံးသွားပါတယ်အခန်း20မှာတော့စိုင်းတဆိုင်ရဲ့ရှိမှာကျွန်တော်တို့ရဲ့ MC နဲ့ကန်ကောင်းချင်းသားတော့လေလင်းဆန်းတို့နှစ်ယောက်မျက်စိချင်းစုံပြီးအပြန်အလှန်ရှိုးနေကြတဲ့မြင်ကွင်းနဲ့စဖွင့်ထားပါတယ်လင်းဆန်းကပစီတစ်ခုကိုလိုချင်လို့ယူမှုကြံရွယ်လိုက်တုံးရှိသည်ဘေးကနေမျက်စိအယောင်လက်လက်နဲ့ဝင်နှောက်ရှက်မဲ့ကျွန်တော်တို့ရဲ့ villain MC ပါပဲ MC ကလင်းဆန်းယူမဲ့ဟာကိုကောက်ကလိုက်ပြီးငါဓာတ်ကိုယူမဲ့ဆိုပြီး villain ပြီးဖျောက်ခုတ်လိုက်ပါတော့တယ်ပြီးတော့လင်းဆန်းပတ်လှည့်ပြီးမင်းစက်မဝဲတော့ဘူးလားဆိုပြီးမတိနားမလဲတဲ့မျက်နှာပေးနဲ့စလိုက်ပါသေးတယ်ဒီတော့လင်းဆန်းခမလဲကြောက်တာရောရှက်တာရောပေါင်ပြီးငါအခုလှုပ်ရှားလေးပေါ်လာလို့တတားဆိုပြီးဖနှောက်နဲ့တင်ပါတသားတဲ့ကြောက်အောင်ကိုလစ်ပြေသွားပါတော့တယ် MC ခမလဲကြောင်နောင်နဲ့ကြံခဲ့ပြီးသူ့မှာဘာရီများလှုပ်ရှားရှိလို့တော့တခင်ရောကြွန်ရောနှစ်ယောက်လုံးကဘာလို့ဒီလောက်တောင်ထူးဆန်းနေကြလာလဲဆိုပြီးတက်အောက်ထဲရေရွချင်းကြံခဲ့ရှာပါတယ်ဒီလိုနဲ့အခါနဲ့ကိုပြန်ရောက်လာတဲ့အခါမှာတော့လင်းရကမျက်နှာငယ်လေးနဲ့ MC ကိုလှမ်းပြောပါတယ်ငါလဲလင်းဆန်းဘာတွေထင်းနေလဲမသိပါဘူးဟာသူရုတ်တရက်ကြီးဖျားသွားတယ်လေသူတော့ဈေးကိုမသွားနိုင်တော့မှစိုးရိမ်မိတယ်အဲ့ဒါကြောင့်ငါနင်းလိုက်ရင်ရောဘယ်လိုလဲဆိုပြီးအကွာရွှေ့လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ MC ကတော့မိမလှလေးကန်လန်းတာကိုခယူးမဆိုင်ပါဘူးသူစိတ်ထဲမှာယရနာရှာဖွေရေးကိရိယာကိုပဲအာယုံရောက်နေတော့မိလိုက်စမ်းပါဟာငါကလင်းဆန်းကိုပဲလိုချင်တာလို့တက်အတူကြီးညင်းလိုက်ပါတယ်
ဒီစကားကိုကြားလိုက်ရောက်တဲ့ဘေးကလင်းရရဲ့စိတ်ထဲမှာတော့အသွေးတွေပေါက်ကွဲကုန်ပါပြီသူ့ကိုယ်သူမိမတွေနဲ့ခက်ခွက်ခွာမှနေတယ်မိမတွေကသူ့အကောမလွှမ်းမိုးနိုင်ဘူးသူကတခြားသူတွေနဲ့ကွဲထွက်နေတာပဲဆိုပြီးတော့ MC ရဲ့ညင်းပယ်မှုကိုပဲအထင်ကြီးပြီးရှပ်ပြုံလေးနဲ့ကြိတ်သွေးနေရှာပါတယ်တကယ်ကနင့်ကိုစိတ်မဝင်စားတာပါအမကြီး MC လဲလင်းစမ်းမရှိတော့စိတ်မပါတော့တာနဲ့အဲ့ဒါဆိုငါမနှက်ဖြန်ပြန်လာခဲ့ပြီနော်ဆိုပြီးပြန်သွားပါတော့တယ်ဒါပေမဲ့ပြဿနာကအခုမှစတာပါ MC ပြန်သွားတာကိုနောက်ကနေခိုးရှောင်းကြည့်နေတဲ့လင်းစမ်းခင်ဗျာမှာတော့ MC ဖြောသွားတဲ့ငါကလင်းစမ်းကိုပဲလိုချင်တာဆိုတဲ့စကားကိုအတိတ်ပဲတစ်မျိုးကောက်ပြီးထိတ်လန့်နေပါပြီငါကိုလိုချင်တယ်ဆိုပြီးတွေးရင်ကြောချမေရှာပါတယ်ညရောက်တဲ့အခါမှာတော့လင်းစမ်းခင်ဗျာအိတ်လို့တောင်မပြောပါဘူးသူ့စိတ်ထဲမှာတွေးနေတာကတော်တော်လေးရေရပါတယ်ငါအိမ်မက်ကအနာဂတ်မှာအရေးသွေးမြင့်ကျွန်းတဲ့အောင်ဖြစ်လာဖို့ဒီအရေးသွေးမြင့်အောက်ကခန်းတဲ့သူမဟုတ်ဘူးလေဆိုပြီးကြက်သီးတွေတဖြန်းဖြန်းထားပြီးထိတ်လန့်နေပါတယ်တနာပါတယ်လင်းစမ်းရန် MC ကရတနာလိုချင်တာပါမင်းရဲ့နောက်ပေါက်ကိုလိုချင်တာမဟုတ်ပါဘူးကွာနောက်တစ်နေ့မနက်မှာတော့မြို့ထဲကကြောင်ညာသင်ပုံးမှာလူတွေအုံခဲပြီးတရင်တစ်ခုကိုဝိုင်းကြည့်နေကြပါတယ်ဒါကတော့နက်ပြေအောက်ရှိထင်းစင်းတရဝင်းမဟာမိတ်ပေါင်းစည်းခြင်းတနည်းအားဖြင့်လေးမိသားစုနဲ့ချင်းမိသားစုကြားကစိစက်ကြောင်လန်းကြီးညာချက်ပဲဖြစ်ပါတယ်စာထဲမှာရေးထားတာကတော့တော်တော်လေးခမ်းနားပါတယ်ထင်းစင်းမြို့ဤလင်းရလင်းမိသားစုကြီးမားသောရှားအင်ပါယာတရားတော်ချင်းဟွာမိသားစုချင်းဟွာအနီရောင်စောင်းရွယ်များတွင်ဂတိကဝတ်တွေကိုဤစာရားတွင်တက်တည်ပြထားသည့်အနီရောင်စာရွက်ပေါ်တွင်ရေးထားသောဖျေးသီးကဲ့သို့ကလေးတွေနဲ့တဟာတိတာမိသားစုသည်အသက်ကြီးတန်သည့်တသားတဲ့ထိရန်လေးစားစွာဂတိပြုပါသည်မိသားစုကြားတွင်ဤပြည်တော်စုသည်ပြည့်စုံသောပွဲထပါစေဤနည်းတွင်မက်ပုံမှန်ပွင့်နေသည့်အဖြစ်ကောင်းသောကံကြမ္မာစာချုပ်တစ်ခုနဲ့အိမ်တောင်ပြုသောမိသားစုနှစ်စုဆိုပြီးတေးတေးတက်တက်ရေးသားကြေညာထားတာကိုတွေ့ရပါတယ်ဒီလိုနဲ့ပြန်ကန်ဤချိန်မှာတော့လင်းကောင်းဆောင်ကသွားဝင်ပြပါကိုချင်းလို့နှုတ်ဆက်လိုက်ပြီး MC ရဲ့အဖေချင်းကောင်းဆောင်ကလည်းခရီးလန်းဖြောင်ဖြူပါစေညီကိုလင်းရဲဆိုပြီးလူကြီးချင်းအပြန်အလှန်နှုတ်ဆက်နေကြပါတယ်ဒါပေမဲ့လူငယ်တွေဘက်မှာတော့ဇန်လန်းကရှုပ်နေတော့မှနဲ့ MC ကတော့သူ့စိတ်ကူးနဲ့သူပျော်နေပါတယ်အခုကစပြီးတော့ငေါ့ရတနာရှာဖွေကြီးကိရိယာနှစ်ခုကတစ်ခုတည်းဖြစ်သွားတော့မယ်ဆိုပြီးတွေးရင်ကျင်နေနေတာပါဒီလိုတွေးရင်နဲ့ဝေါ်ရင်ပေါ်မှာပလာတဲ့လင်းစန်းကို MC ကလမ်းကြည့်လိုက်ပါတယ် MC ရဲ့အကြည့်နဲ့စုံသွားတဲ့လင်းစန်းကတော့မနှင်းညကအတွေးတွေကြောင့်ရှက်ပြီးမျက်နှာလွဲသွားပါတယ်သူခမရအခုထိအထင်လွဲနေတော့မှာပါဒါပေမဲ့ပိုဆိုးတာကဘေးနားကလင်းရပါသူတို့နှစ်ယောက်အကြည့်ချင်းစုံနေတာကိုဘေးကမြင်လိုက်ရတဲ့လင်းရကလည်းစိတ်ထဲမှာတမျိုးတွေးပြန်ပါပဲတခင်လေးသူငါ့ကိုကြည့်နေတာမလားဆိုပြီးကိုယ့်ဘက်ကိုရက်ပြီးတွေးနေပြန်ပါတော့ MC ကတော့ယတနာရှာဖို့တွေးနေတာလင်းစန်းကတော့အိုးလုံခြုံရေးအတွက်စိတ်ပူနေတာလင်းရကတော့အချစ်စိတ်ဝယ်နေတာဒီလိုလူ၃ယောက်ရဲ့အတွေး၃မျိုးအလွဲ၃ခုနဲ့အတူအခန်း24ကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါပြီအခန်း21မှာတော့ကျွန်တော်တို့ရဲ့ MC ချင်းဖန်တယောက်သူ့ရဲ့ချင်းအိမ်တော်ကြီးရှိကိုပြန်ရောက်နေပါပြီ MC ကသူ့ရဲ့ system ကြီးကိုကြည့်ပြီးတော့ညည်းနေရှာတယ်ဟူးငါသာအိမ်ကနေလင်းစန်းနဲ့အတူတူထွက်ပြေးနိုင်ရင်ပူကောင်းပါအခုတော့ကြည့်ဦးဒီရက်လေးအတွင်းမှာပဲ V-Lane Point 3,500နဲ့ကန်ဆယ်မဲ့လက်မှတ်တစ်ခုတောင်ရခဲ့သေးတယ်ဆိုပြီးသူရရှိထားတဲ့စုလပ်တွေကိုကြည့်ပြီးရေရွက်နေပါတယ်ပွားလိုက်တာနော် point တွေကအများကြီးပဲအဲ့ဒီမှာ system ကသူ့ရဲ့လက်ရှိ status တွေကိုပြလာပါတယ်အမီချင်းဖန်အဆင့်ကူးပြောင်းခြင်းပထမအဆင့်ဒါကိုအဆင့်ထပ်မြင့်လို့ရပါသေးတယ်တက်မြောက်ထားတဲ့စကေးတွေကတော့33ခုမြောက်နတ်ပြည်ဤကံကောင်းမှုအတက်ပထမအဆင့်ဒါလည်းအဆင့်မြင့်လို့ရတယ်ပြီးတော့မထင်းချုပ်နိုင်တော့ကြရဲ့ပထမအတွဲလေဒုတိယအတွဲနတ်ပြည်နှိမ်နှင်းရေးဓာနိပလန်ရပြီးတော့အောက်ဆုံးမှာရေးထားတာက V-Lane အမတ်3,500အောင်နားလေးမှာတော့ဂါချာဆွဲချင်တဲ့သူတွေအတွက်ကန်ဆယ်မဲ့နှက်ရနှိပ်ပါဆိုတဲ့ခလုတ်လေးပေါင်နေပါတယ် MC လက်ထဲမှာကန်ဆယ်မဲ့လက်မှတ်ရှိနေတော့မနေနိုင်ဘူးလေဒီတစ်ခေါက်မာမာရီပေါက်မလဲမသိဘူးခါဆိုပြီး system ရဲ့ BG ကိုလှည့်ပေးလိုက်ပါတော့တယ် BG ကဂျလောက်နဲ့လဲနေရင်တတောင်းဆိုပြီးကုန်းကင်ဘုံငကားကြီးခွန်အားဆိုတဲ့အကွက်မှာတွားရက်သွားပါလေတော့ကန်ကောင်းလိုက်တဲ့ကောင် system ကချက်ချင်းပဲဂုံဖြူစကားဆိုလာပါတယ်အင်ရှင်သည်ဗုဒ္ဓ၏နတ်ဖျားနီးစနစ်ကုန်းကင်ဘုံငကားကြီးခွန်အားကိုရရှိသည့်အတွက်ဂုံဖြူပါသည် ဒီစကေးကတာမမဟုတ်ဘူးဗျာကောင်းကင်ဘိုးကြီးအရှင်ရဲ့ဆွမ်းအားငကားပုံစံနဲ့အတူနတ်ဆိုးမျိုးရိုးတွေအပေါ်မှာဆိုရင် damage ကိုနှစ်ဆထိရောက်စေပြီးတခင်လေးမှာပဲဖျားသခင်အဆင့်ဗုဒ္ဓဘာသာနီးပညာကိုအသုံးပြုနိုင်အောင်ပါအလွယ်ပြောရရင်တော့နတ်ဆိုးတွေရဲ့တဘာဝရန်သူပေါ့ဗျာဒါတင်မကသေးဘူး MC ရဲ့ကာကွယ်ရေးကိုလည်းမြင့်ပေးပြီးတစ်ဖက်လူကနတ်ဆိုးဟုတ်မဟုတ်ခွဲခြားနိုင်တဲ့စွမ်းရည်လည်းပါသေးတယ်တဲ့ item ကတော့ share ပဲ MC လည်းရလာတဲ့ scale အသစ်ကိုစမ်းကျင်သွားပြီးပိုင်းကွက်ကူးဟိုသူ့ရဲ့ခြီစွမ်းအားတွေကိုစူးစီးလိုက်ပါတယ်အဲ့ဒီမှာလည်း MC ရဲ့အရှိမငကားတစ်ကောင်အရှင်ဝါပြည့်နဲ့ဝုန်းကနေပေါ်လာပြီး MC ကိုတပတ်လက်ဘက်ကသူ့ခန္ဓာကိုယ်လေးကိုတရှိန်ထိုးဝင်ရောက်သွားပါတော့တယ် MC ခမရလည်းအသက်ရှူသားလေးပြင်းပြီးငကားပုံစံကငါ့ကိုနတ်ဖျားလည်းပဲဘူးတော်နီးစနစ်ကိုတုံးနိုင်အောင်လုပ်ပေးတာလားလို့တွေးပြီးအံ့ဩနေတော့ရှိသေးပြဿနာကအခုမှစတာဗျကောင်းကင်ဘုံငကားကြီးခွန်အားစွမ်းအားတွေထိမ့်မနိုင်သိမ့်မရထက်လာကသူ့အခန့်ရဲ့အင်ကောင်မိုးကိုအရှင်ဝါတွေနဲ့ဖောက်ထွက်သွားပြီးကောင်းကင်ဘောထိုးတက်သွားပါလိတော့အင်ကောင်မိုးတော့သွားပြီး MC လည်းလန့်သွားပြီးတေစမ်းဆိုပြီးချက်ချင်းညနေညနက်ထုတ်ရတော့တာပေါ့ဒီတိုင်းနေရင်ပြဿနာတက်တော့မယ်လေကြည်ရတာငါနည်းနည်းလေးဟန်ဆောင်ရမယ်ထင်တယ်စနစ်ငါအဆင့်မြင့်မယ်မြန်လှုပ်စမ်းဆိုပြီး system ကိုစိတ်ထဲကနေអော်ပြောလိုက်ပါတယ်သူအဆင့်မြင့်လိုက်တဲ့အရှင်ကြောင့်နောက်ထပ်အရှင်ဝါအလင်းတန်းကြီးတစ်ခုကအင်ကောင်မိုးကိုထပ်ပြီးဖောက်ထွက်သွားပြန်ပါတယ်ဗျာအင်ကောင်မိုးကဆက်ခေါင်းဖြစ်နေပြီ အဲ့ဒီလိုအတန်နဲ့အလင်းတန်းတွေထွက်လာတော့ကဒုံဖိုးနဲ့ MC ရဲ့အဖေလည်းအလန့်တကြားနဲ့အခန်းထဲကိုဝင်လာကြတာပေါ့ချင်းပန်း
ဆိုပြီးအော်ခေါ်လိုက်ပေမဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ပါဆက်အဟောင်းသားဖြစ်သွားကြတယ်သူတို့စိတ်ထဲမှာတော့ဒီကောင်လေးထပ်ပြီးအဆင့်ချိုးဖြတ်သွားပြန်ပြီးဘယူတော်ကြောက်စရာကောင်းတဲ့နားလည်နေဆွမ်းလဲကွာဆိုပြီးတားလီမာလေးကိုကြည့်ပြီးပီတီတွေဖျာနေကြတာပေါ့ဒါပေမဲ့ဘေးနားက MC ရဲ့အဖေကတော့ပီတီမဖျာနိုင်ရှာပါဘူးပွင့်ထွက်သွားတဲ့ခေါင်းမိုးကိုမောက်ကြည့်ရင်ငါအိမ်ဆိုပြီးနှမျောလွန်းလို့ရင်ဘက်ဖြီးပြီးတဖိနေရှာပါတယ်တားကတိုင်းဆွမ်းအားတက်တာအဖေကသွေးတိုးတက်တာပါဒီအချိန်မှာပဲ system ကတက်လာပြန်ပါပြီအင်ရှင်ဒီအဆင့်33ခုမြောက်အကောင်းကင်ဘုံကန်တဲ့အအသက်ကိုချိုးဖျက်သွားသည့်အတွက်ဂယုပြပါသည် villain point ကတောင်းကိုတုံးဆွဲလိုက်ပါသည်ပြီးတော့အင်ရှင်ဒီဒုတိယအဆင့်ကူးပြောင်းခြင်းနယ်ပွဲကိုချိုးဖျက်သွားသည့်အတွက်ဂယုပြပါသည် villain point 3000ကိုအသုံးပြုလိုက်ပါသည်ဆိုပြီး point တွေဖြတ်တောက်သွားပါတယ် MC ရဲ့စိတ်ထဲမှာတော့ပတ်စံအိတ်ထဲကပတ်စံဒီအခိုးခံလိုက်သလိုပါပဲငါ villain point ဘလောက်တောင်တုံးလိုက်မိတာလဲဟာဆိုပြီးလက်နေတုံး system ကထပ်ပြောပါတယ်စုစုပေါင်း villain point 13000ကျပ်ကိုအသုံးပြုပြီးဖြစ်ပါသည် MC ခင်ဗျာငါစုထားတာလေးတွေဆိုပြီးရင်ကြိုးမတာနှမျောနေချပါတယ်အဲ့ဒီအချိန်မှာပဲအဖိုးဖေသူက MC ကိုလှမ်းអော်လိုက်ပါတယ်ဖမ်းလေးငွိုင်းမနေစမ်းနဲ့ချင်းမိသားစုရဲ့ဝင်ခုံအားဖြည့်စည်းရည်တွေကိုချင်းဖမ်းပြန်တက်တာလာဖို့အတွက်ယူလာပေးလိုက်စမ်းဆိုပြီးခိုက်လိုက်ပါတယ် MC ရဲ့အဖေကလည်းအမိုးပေါက်တဲ့ကိစ္စစိတ်မပြေသေးတော့ဘိုးဘွေဖမ်းလေးကအခုမှအဆင့်ချိုးဖြတ်ထီတာလေဘာဆေးမှမလိုပါဘူးဆိုပြီးဈေးကြိုင်ဖို့လို့ပါသေးတယ်ဒါပေမဲ့ဘိုးဘွေကဘဲရမလဲမြန်သွားယူလိုက်ဆိုပြီးထပ်ဟောက်လိုက်တာနဲ့ပဲအခန်း20တင်ပြီးသွားပါတယ်အခန်း22ဆက်စကြီးမှာပဲညီလာခံတပင်ကြီးတွေကိုရောက်သွားပါတယ်အမတ်မင်းတွေစစ်သူကြီးတွေကတော့ခေါင်းချင်းဆိုင်ပြီးအကြီးအကျယ်ဆွေးနွေးနေကြတာပေါ့စစ်လိုလာတဲ့အမတ်တယောက်ကဒေါသတကြီးနဲ့ရှောက်တင်လိုက်ပါတယ်အရှင်မင်းကြီးဒီချိမိသားစုကတော့လွန်းနေပါပြီထီယန်းစစ်မျိုးနဲ့မဟာမိတ်ဖွဲ့လိုက်တာကကျွန်တော်တို့အင်ပါယာရဲ့အုပ်ချုပ်မှုကိုပြောင်းတင်းဆင်းခွာလိုက်တာပဲဒါပုံကန်ကြီးတဲ့သဘောတက်ရောက်နေပြီသူတို့ကိုအပြစ်ပေးမှဖြစ်မယ်အရှင်အစေကနဲ့အမင်းကတော့မဟာမိတ်ဖွဲ့တာအထမမြောက်ခင်မှာပဲစစ်တပ်လွတ်ပြီးအမြန်ဆုံးဖြိုခွင်းပစ်တင်ပါတယ်ဆိုပြီးစားဝဲတွေပါထူးပြီးអော်တော့တာပေါ့ဒါပေမဲ့ဘေးကအတွေ့အကြုံရှိကအမကြီးတယောက်ကတော့နှာခေါင်းရှုံလိုက်ပြီးပြန်ပက်လိုက်တယ်မင်းကချင်းမိသားစုကိုအလောက်တောင်အထင်သေးနေရလားဟမ်ချင်းမိသားစုကိုရှင်းရတာအလောက်လွဲမထင်းနေရလားအကယ်၍ချင်းမိသားစုနဲ့ထင်းရစင်မှုတို့ကိုရှင်းရတာအလောက်လွဲနေရင်အင်ပါယာကသူတို့ကိုအရှိဘက်ကနေအနောက်ဘက်ထိနဲမြက်အကုန်လုံးကိုနှစ်ပေါင်းများစွာအုပ်ချုပ်ခွင့်ပေးထားပါမလားနည်းနည်းပါးပါးဦးနောက်သုံးဆမ်းပါကွာဆိုပြီးဟောက်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲအတိုင်းပင်ကအမကြီးတယောက်ကဂျားဝင်လာပြီးငင်းချမ်းရေးစကားဆိုပြန်ပါတယ်အရှင်ကျွန်တော်မျိုးကတော့ငင်းချမ်းတဲ့ညီနိုင်ဖို့ပဲအကြံပြုပါတယ်စီအခုတော့ကဘာကြီးကတိတ်ငင်းချမ်းနေတာမဟုတ်ဘူးပုံမှန်မဟုတ်တဲ့ပြဿနာတွေခဏဖြစ်နေတဲ့အချိန်မှာကိုယ်ချင်းချင်းပြန်တိုက်ခိုက်နေတာကမကောင်းပါဘူးလူပြောလိုက်တော့နောက်ထပ်အမတ်တယောက်ကလည်းထောက်ခံလိုက်ပါတယ်မှန်ပါတယ်ရှင်ကျွန်တော်လည်းထောက်ခံပါတယ်အဓိကအကြောင်းရင်းကတော့ဟိုလွန်ခဲ့တဲ့200ကျော်လောက်ကတည်းကရင်းနေတဲ့ရင်းရွက်နယ်မြေကပြန်ပြီးစူးစီးနေပြီလို့သတင်းရထားပါတယ်အခုချိန်မှာသူတို့ကပို့တမ်းမှလာတယ်လို့သူတို့ရဲ့အကြံစီတွေကိုလည်းဖုံးကွယ်မထားတော့ပါဘူးအထူးသဖြင့်မကြတဲ့ခင်မှာကကောင်းကင်ဘုံအရွေးချယ်ခံတားနှစ်ယောက်ပေါ်ထွက်လာတဲ့အတွက်ကြောင့်သူတို့တွေကရှားအင်ပါယာရဲ့နံပါတ်1ရန်သူဖြစ်လာပါပြီဒါကြောင့်ပြည်တွင်းစစ်ဖြစ်နေမဲ့အစားဒီအကြက်တဲကိုအရင်ဖြည့်ရှင်းတက်ပါတယ်ဆိုပြီးအကျိုးအကြောင်းနဲ့ရှောက်တင်လိုက်တာပေါ့အဲ့ဒီစကားကိုကြားတော့ပလင်ဘော်ကအရှင်အင်ပါယာကြီးကတပြင်းချလိုက်ပါတယ်ဒါလည်းမဲ့သူ့စိတ်ထဲမှာတွေးနေတာကတကယ်လို့ရင်ရွက်နယ်မြေချဲ့ထွင်လာတာကိုတားဆီးခြင်းရေရှားနယ်မြေရဲ့အထင်ရှားဆုံးမိသားစုဖြစ်တဲ့ချင်းမိသားစုကိုငါဘေးမှာမဖြစ်မနေထားရတော့မယ်ဒါပေမဲ့အဲ့လိုလှုပ်လိုက်ပြန်ရင်လဲချင်းမိသားစုကမွေးထားတဲ့နှက်ပြီးရွေးချယ်ကန်တားနှစ်ယောက်ကိုပို့ပြီးအရှိန်အဝါကြီးထွားလာအောင်အခွင့်ရေးပေးလိုက်တယ်လို့ဖြစ်သွားအောင်မယ်ငါရဲ့တော်ဝင်းမိသားစုထဲကသာအဲ့လိုနှက်ပြီးရွေးချယ်ကန်တယောက်လောက်မွေးလာခဲ့ရင်ဒီလိုကိစ္စတွေကိုခေါင်းစားကန်ပြီးစဉ်းစားနေစရာတော့မလိုဘူးကွာဆိုပြီးမိစိမ့်မိနီပြနေတဲ့အခြေအနေကိုစိတ်ပြက်နေရှာပါတယ်ကဲနန်းတော်ထဲမှာရှုပ်နေတော့တစ်ဖက်ကချင်းမိသားစုစီကိုကူးသွားရအောင်ချင်းမိသားစုရဲ့အိမ်တော်မှာတော့ MC ရဲ့အဖေနဲ့ဘိုးဝိကြီးတို့စစ်ရေးဆွေးနွေးနေကြပြီ MC ရဲ့အဖေကလက်သီးလက်မောင်းတန်းပြီးနောက်ဆုံးတော့တော်ဝင်းမိသားစုကငါတို့ကိုတိုက်ခိုက်ဖို့လှုပ်ရှားလာကြပြီပေါ့လीလို့ပြောလိုက်တယ်ဘေးကလေယုံတွေကလည်းအမှန်ပါတဲ့သခင်ကြီးဆိုပြီးထောက်ခံကြတယ်လာစမ်းပါစစ်ပွဲဆိုတာစစ်ပွဲပဲဘဲကောင်လာအကုန်ရှင်းပြမယ်ဆိုပြီး MC ရဲ့ဖေကအတန်ကုန်ဟိမ့်ပြီးကျုံဝါနေတာပေါ့ပြီးတော့သူကဆက်ပြောသေးတယ်စဉ်းစားကြည့်ကွာမကြခင်ကမှငါတို့ကရင်ရွက်နေမိအပြင်ပန်နာကထီယန်စင်းမြို့နယ်မဟာမိတ်ဖွဲ့ထားတာငါတို့လူတွေအကုန်လုံးကလည်းကြားလိုလူတွေကြီးပဲဆိုတော့ရှားတော်ဝင်မိသားစုကငါတို့ကိုမထီလေးဆိုင်လို့ရဲမှာမဟုတ်ဘူးလို့တစားပြောတယ်ဒီအချိန်မှာထိတ်ဆုံးမှထိုင်နေတဲ့ကတုံအဖိုးကြီးကလေးနဲ့တစ်စက္ကန့်တခွန်းပြောလိုက်ပါတယ်ရှားတော်ဝင်မျိုးနွယ်တွေကလက်တစ်ဖက်ကိုစက်တေးလိုက်တာပဲဒီစကားရဲ့အဓိပ္ပာယ်ကတော့ရင်ရွက်မြင့်ဆက်နဲ့တင်မမှုတွေမြင့်တက်နေတဲ့အချိန်မှတောင်မှရှားအင်ပါယာကချင်းမိသားစုကိုကူညီမပေးဘဲဖြစ်ထားလိုက်တာပါရည်ရွယ်ချက်ကတော့ချင်းမိသားစုနဲ့ရင်ရွက်တို့တိုက်ပြီးနှစ်ဖက်လုံးအင်အားလျော့သွားအောင်လုပ်တဲ့လက်တစ်ဖက်ကိုဖျက်ပြီးကိုလုံးကိုကယ်တဲ့နီးဗျူဟာပေါ့ကတုံးအဖိုးကြီးကဆက်ရှင်းပြပါနဲ့ချင်းမိသားစုဆိုတာရှားနေမိရဲ့ကျက်စီရေးဆောင်ဒါပေမဲ့ငါတို့ကအရန်ကြီးထွားလာတော့အင်ပါယာအတွက်အစားထိုးစီရလိုလာပြီလိအဲ့ဒါကြောင့်သူတို့ကငါတို့မိသားစုတိုးတက်နေတုန်းကိုအခွင့်ကောင်းယူပြီးအပြတ်ရှင်းဖို့ဆုံးဖြတ်လိုက်ကြတာပဲ
စစ်ပွဲကိုမြန်မြန်ဆန်ဆန်စတာကသူတို့အတွက်အကောင်းဆုံးအကွက်ပဲအကယ်၍ငါတို့ဒါစစ်ပွဲကြောင့်တဖြည်းဖြည်းဆုတ်ယွတ်လာရင်နောက်ဆုံးမှာဒီတိုက်ကြီးတဝက်ကိုကားခွင်ရင်ငါတို့မျိုးဆက်ပြုတ်သွားလိမ့်မယ်အင်ပါယာတအောင်ထိရင်အတွက်နဲ့သူတို့ကတက်တော့ရက်ဆက်ကြတာပဲကွာဆိုပြီးအခြေအနေမှန်ကိုတုံးတက်ပြလိုက်ပါတယ် ဒီအဖြစ်အပျက်တွေအကုန်လုံးကိုအခန်းအပြင်ကနေချောင်းနှားထောင်နေတဲ့သူကတော့ကျွန်တော်တို့ရဲ့ MC fan လေးပဲဖြစ်ပါတယ် MC ကစိတ်ထဲမှာပြားများနေပြီဟာသူတို့တကယ်ကြီးတိုက်ကြတော့မှာလားငါအထုပ်ဆွဲပြီးပြေးပေါက်ရှာထားတယ်ပြီလားနေပေါင်းမဟုတ်သေးပါဘူးငါကကဘာကူးပြောင်းလာတဲ့သူလေစိတ်ခံစားမှုတွေရော်ထွေးပထွားအောင်အစောကြီးကလေးပဲစီမံထားပြီးသားငါမှဒါအားနေချက်ရှိနေရင်သူတို့ကငါ့ကိုအန်ဒီရတွေနဲ့အလွယ်တကူဆွဲချသွားမှာကိုလန်ကိုရှောက်တာအကောင်းဆုံးပဲဒါပေမဲ့ MC ခင်ဗျာခြေလမ်းမလှမ်းနိုင်ဖြစ်နေတယ်လွန်ခဲ့တဲ့10နှစ်တာအတွင်းမှာချင်းမိသားစုမှာရှိတဲ့လူတွေကငါ့အပေါ်တကယ်ကျင်နာကြတယ်အလေးထားကြတယ်သူတို့တည်သွားတာကိုငါဒီတိုင်းလက်ပိုက်ကြည့်နေလို့ဖြစ်ပါမလားဒါပဲလေကြံဖန်ပြီးကေရတော့မှာပေါ့ဆိုပြီးအကြံတစ်ခုရသွားပုံပါပဲ MC ကအခန်းထဲကိုဝုန်းကနေဝင်ချလာပြီးဘိုးဝေအဖေကျွန်တော်အဖေတစ်ခုစဉ်းစားမိပြီလို့အော်ပြောလိုက်တယ်တားဖေတို့ဝင်လာတာမြင်တာနဲ့ MC အဖေကမျက်နှာကြီးတင်းပြီးထွက်သွားစမ်းဖန်လေးလူကြီးတွေစကားပြောနေတာဘာလာရှုပ်တာလဲဆိုပြီးမောင်းထုတ်ပါလေရောဒါပေမဲ့ဘေးကကတုံးအဖိုးကြီးကတော့မြေးကျက်ကြီးဆိုတော့တားဖေတို့ကိုပြန်ဟောက်လိုက်တယ်မင်းစောက်ပစောက်ကိုပိတ်လိုက်စမ်း MC အဖေခမအဖွေးဟောက်ခံလိုက်ရတော့ငင်ကုတ်သွားရှာတယ်ပြီးတော့အဖိုးကြီးက MC ပြက်လှဲ့ပြီးအတန်ချိုချိုလေးနဲ့ဖန်လေးမင်းတွေးမိတာကဘလို့လဲအဖိုးတို့ကိုလည်းပြောပြပါအောင်လားဆိုပြီးမေးလိုက်တယ်ဘေးက MC အဖေခမစိတ်ထဲမှာဒီမြေးကျက်ကြီးကတော့ကွာငါကြတော့ဟောက်ပြီးမြေးကြတော့အချိုးတွေတက်လို့ဆိုပြီးကြိမ်မန်းနေရတာပေါ့ MC ကသူ့အကြံကိုရှင်းပြပါတယ်ဒီပြဿနာတစ်ခုလုံးကကျွန်တော်နဲ့ညီလေးချင်းဟွာတို့ရဲ့တီးရှိမှုကအင်အားမြကြီးကိုဖျက်လိုက်မိသလိုဖြစ်သွားတော့ရှတော်ဝင်မိသားစုတွေကချင်းချော့ခံစားနေတာလေအဲ့တော့ကျွန်တော်တို့ရဲ့တီးရှိမှုကိုဖျောက်နိုင်နေတဲ့၍စစ်ပွဲကလည်းစစ်ဖြစ်ချင်းတဲ့အကြောင်းပြမရှိတော့ဘူးပေါ့အဖိုးကြီးကခေါင်းခါလိုက်တယ်အကယ်၍အခုအချိန်မှာမင်းတို့နှစ်ယောက်ရဲ့တီးရှိမှုကိုချက်ချင်းဖျောက်လိုက်ရင်တော့မှရှတော်ဝင်မိသားစုကလုံးဝရွှေ့ဖိမှာမဟုတ်ဘူးမင်းတေးရင်တေးမဟုတ်ရင်မတန်မစွမ်းမဖြစ်မချင်းသူတို့ကျေနပ်မှာမဟုတ်ဘူးကွာဒီတော့ MC ကပြုံးလိုက်တယ်မှန်တာပေါ့ဘိုးဘွေအဖြေကမတန်မစွမ်းဖြစ်ချင်းပဲပရိသတ်ကြီးရဲ့ MC ရဲ့ villain ဆန်လက်အကြံကအခုမှထွက်လာတာပါကျွန်တော်တို့ညီလေးချင်းဟွာရဲ့ကိုယ်ထဲကစူပါအယိုးကိုချိုးပြီးထုတ်ပြလိုက်မယ်လေအဲ့ဒါဆိုသူတို့ကျေနပ်သွားလိမ့်မယ်စိတ်မပူနဲ့ပြီးရဲ့အဲ့ဒီအယိုးကပြန်ပေါက်လာမှာပဲဟာကြည်စမ်းညီလေးအရင်ခောက်ခောက်ကိုအယိုးကိုချိုးထုတ်ဖို့အကြံပေးတာတော့မက်တောင်မခတ်ဘူးနော်ကိုညီအယိုးနေပြန်ဆက်လို့ရတဲ့ပုတ်တညံမြန်မှတ်နေတာမထီဘူးကရုံအဖိုးကြီးက MC ရဲ့အစီအစဉ်ကိုဒီနီးလဲနဲ့ဆိုရင်ဒါကအလုပ်ဖက်နိုင်တယ်ဆိုပြီးမီးစိမ့်ပြလိုက်ပါပြီဒါပေမဲ့ဘေးက MC ရဲ့အဖေကတော့ဘေးလက်ခံပါမလဲကျွန်တော်ကန့်ကွက်တယ်ချင်းဝမ်လေးက9နှစ်အရွယ်ပဲရှိသေးတာလေဒီလိုအဖြစ်မျိုးနဲ့မကြုံသင့်ဘူးဆိုပြီးသူ့သားငယ်လေးထိခိုက်မှာကိုစိုးရင်ပြီးអော်ပါတော့တယ်ဒီတော့ကရုံအဖိုးကြီးကစီရာကြီးစတိုင်နဲ့ပြန်ရှင်းပြပါတယ်ဟေးကောင်မင်းအန်တီမတဲ့တော့ထိချင်းရင်အန်တီမအယိုးတစ်ခုတည်းကိုပဲမိခုနေလို့မရဘူးလေစိတ်အားထက်ထန်မှုနဲ့ဇွဲကောင်းဖို့ကလည်းလိုသေးတယ်အဲ့ဒါတွေအားလုံးရဲ့အထက်မှာတော့ကန်တရားပေါ့ကွာငါမင်းဟွမ်လက်ကသူအန်တီမအယိုးထုတ်ချင်းတို့ကြော်ဖြက်တွေဖုံးကွယ်နိုင်သွားမှာပါအဲ့ဒါပြီးရင်အနာဂတ်မှာသူ့အယိုးပြန်ထွက်လာပြီးအန်တီမအဆင့်ကိုချိုးဖျက်နိုင်သွားမှာပါပြောချင်တာကတော့အယိုးထုတ်ခံရတာက level up ဖို့လန်းစားလို့ဆိုချင်တာပေါ့ဗျာအဖိုးကြီးက MC ဘက်လဲပြီးမေးလိုက်တယ်ပြီးတော့မင်းရောဖန်လီမင်းကတော့မင်းကိုမင်းဘလို့ဖုံးကွယ်နေမှာလဲဒီမှာတင်ကျွန်တော်တို့ရဲ့ Oscar ဆူရမင်းတော်ကြီး MC ကသူ့ရဲ့ feelings ညွှန်းကြီးကိုချပြလိုက်ပါတော့လေ MC ကမျက်နှာတီတီနဲ့ချင်းမိသားစုရဲ့တားငယ်မှာနတ်ဖျားတစ်ဖွဲလက်ဆောင်ရှိလို့သူ့အကိုရဲ့မနာလိုခြင်းကိုခံခဲ့ရတယ်အဲ့ဒါနဲ့တနေ့မှာသူ့ညရဲ့ကြိုးကိုသူ့ကိုယ်တိုင်ချိုးဖြစ်ပြီးအဝေးကိုလွတ်မြောက်သွားခဲ့တယ်ချင်းမိသားစုရဲ့ခေါင်းဆောင်ကဒေါ်သားအမျက်ချောင်းချောင်းထွက်ကသူ့ရဲ့စိတ်ထားမှုပြည့်ဝရဲ့သားကိုမိသားစုစီးရင်ထဲကနေထုတ်ပစ်လိုက်ပြီးအသေးထစ်မိအောင်ဖမ်းမယ်လို့ဟောင်ကူတတိုင်းပြည်လုံးကိုစုကြီးထုတ်လိုက်တယ်ဆိုပြီးရှင်းပြလိုက်ပါတယ်တကယ်ကိုကိုယ့်ဇက်ကိုနိုင်တဲ့ကောင်းပါဗျာဒီစကားကြတော့အဖေဖြစ်သူခမတွေးတက်သွားပါတယ်ဘာချင်းဝမ်ကသူ့အဲ့ဒီမအယိုအထုတ်ခံရလို့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုကိုခံစားနေတဲ့အချိန်မှာချင်းဖန်းကတော့ရုပ်ပိုင်းရောစိတ်ပိုင်းရောနှစ်ခုလုံးမှာညှင်းပန်းခံနေလိမ့်ချင်းဝမ်လေးကြီးပြင်းလာပြီးသူခွိမလို့မချင်းသူကချင်းမိသားစုရဲ့တစ္ဆာပေါက်ဖြစ်နာမည်တက်ခံရမယ်ချင်းမိသားစုရဲ့ကာကွယ်ခြင်းကိုဆုံးရှုံးရမယ်အပြင်အဆုံးမရှိထွက်ပြေးနေရမယ်ဆိုပြီးတားနှစ်ယောက်လုံးဒုက္ခရောက်မယ်အရေးကိုတွေးပြီးရင်ကွဲမတက်ဖြစ်နေရှာလေအဖေကဆက်ပြီးမရဘူးဒီလိုလူသားမဆန်တဲ့ဟာမျိုးကိုငါတို့ကဘလို့လုပ်ရမှာလဲသူတို့သာစစ်ဖြစ်ချင်းရင်လဲငါတို့လည်းတိုက်ထုတ်ပြစ်မယ်ဘာလို့အင်ပါယာကခွေးသားတွေကိုကြောက်နေရမှာလဲဖန်လီစိတ်မပူပါနဲ့အဖေကမင်းနဲ့ဟွမ်လီကိုကာကွယ်ပေးမှာပါငါအသက်ကိုရင်းရရင်အောင်မင်းတို့ရဲ့စက်ပြင်းတဲ့ချောင်းကိုတောင်ထိခွင်မပေးဘူးဆိုပြီးသူသားတွေကိုကာကွယ်ဖို့အသက်ပေးမယ်လို့ကြွေးကြော်လိုက်ပါတယ်ဖခင်မြစ်တာကတော့အပြည့်ပါပဲဗျာဒါပေမဲ့ MC ကတော့သူ့ plan ပြတ်မှာဆိုလို့ချက်ချင်းပဲသူရဲကောင်းစကလုံးတွေတုံမှာတော့တယ်သူရဲကောင်းတဲ့ရောက်ဖြစ်ဖို့အတွက်ဒီလိုအဖြစ်ဆိုးတွေကိုခံနိုင်ရရှိရမယ်လေဒါကဒါမိသားစုအတွက်ကောင်းရင်ကျွန်တော်ကတော့လွတ်ပြမှာဆိုပြီးပြောလိုက်တော့ system ကတမ်းပြီး notification တက်လာပါတယ်အိမ်ရှင်ဒီချီးမွမ်းရလောက်အောင်ကြောင်သူတော်ဖွဲ့တရုပ်ဆောင်နိုင်ခဲ့ပါသည်အိမ်ရှင်ဒီပစ္စည်းစရင်ရရှိသည့်အတွက်ဂုဏ်ပြုပါသည် system ကတော့သူ့ကိုကြောင်သူတော်လဲဗျာ share ပဲကတုံးမဖို့ကြီးကလည်းစိတ်မကောင်းတဲ့ကြားကနေဖန်လေး
မင်းကအရန်တော်လဲကလေးမှန်ငါသိပါတယ်ဒါပေမဲ့မင်းဒီလိုသာလှုပ်လိုက်ရင်ကြုံလာရမယ့်ဟာတွေကိုရောသိတယ်မလားဒီကိစ္စကိုစလိုက်ပြီးဆိုတာနဲ့မင်းမှာနောင်တရဖို့အခွင့်အရေးမရှိတော့ဘူးနော်လို့တတိပေးပါတယ်ဒီမှာ MC ကပေါ်ပြီး drama ချိုးပြလိုက်ပါတယ်ကျွန်တော်နောင်တမရပါဘူးဒါကောင်ယရနာရဖို့အတွက်ချွန်ထက်အောင်အရင်တွေးရတယ်ဇီးပင်ကလည်းတင်းပြက်နေရနိုင်ရနိုင်ဖို့ခါတီးတဲ့အေးတံကိုကြော်ဖြတ်အလာလေမိုးတံကိုမကြုံတွေ့ရဘဲနဲ့တတန်းကိုဘလူမြင်နိုင်ပါလေဆိုပြီးတော့ကီတွေပြစ်ထက်လိုက်ပါတယ်စကလုံးတွေကလှမှလှဗျာဒါပေမဲ့ပရိသတ်ကြီးရဲ့ MC ရဲ့ရင်ထဲကတကယ် inner voice ကတော့တခြားစီပါပဲသူစိတ်ထဲမှာကြိတ်ပြီးတွေးနေတာက shit နဲ့ရောင်ကြားတယောက်ရဲ့ငယ်ရွယ်မှုကအဖိုးတန်နဲ့မင်းကငါ့ကိုရှစ်နှစ်ကြာအောင်တားဆီးထားခဲ့တာမြန်မြန်ငါ့ကိုအညစ်မြန်ဆောင်အယိုးကိုတူးထုတ်ခွင့်ပေးပါငါရဲ့တာဝန်ကိုပြီးမြောက်အောင်လုပ်ရမယ်ရှင်နိုင်စရာမရှိတဲ့မျက်လုံးတွေကိုငါလိုချင်တယ်အိမ်မာနေပြီးလိန်မာတဲ့ကလေးတယောက်ခစ်ချင်တာမျိုးမဟုတ်ဘူးလားပါတဲ့မိန်းကလေးတွေကိုတွားရှာချင်တယ်အပြင်မှာတော့မိသားစုတို့အသက်ပေးမယ်ပုံစံအတွင်းစိတ်ကတော့စော်ကြီးပဲလှုပ်ချင်လို့အယိုးမြန်မြန်ဖောက်ချင်နေတာပါတကက်ငနေသားပဲကတုံးဖိုးကြီးကတော့ MC ရဲ့သရုပ်ဆောင်ချက်တွေကိုအဟုတ်မှတ်ပြီးကောင်းပြီလေဆိုပြီးခွင့်ပြုလိုက်ပါတယ်အဖေဖြစ်သူကတော့လန့်သွားပြီးဘိုးဘေးကျွန်တော်တောင်းဆိုပါတယ်တခြားနီးလန်းဆိုတာရှိအောင်မှာပါဆိုပြီးဒူးထောက်တောင်းပန်ရှာပါတယ်ဘေးက MC ရဲ့စိတ်ထဲမှာတော့စိတ်မရှိတော့ပါဘူးချီးပဲငါရဲ့ဖြိုးပြမှုကဘလို့တောင်လမ်းပိတ်ခံနေရတော့လဲဆိုပြီးသူ့အဖေသူ့ကိုချစ်လွန်းလို့တားနေတာကိုတောင်စိတ်ဆိုးနေပါသေးတယ်ကတုံဖိုးကြီးကပြက်ပြက်သားသားပဲပြောပါတယ်ဖန်လေးအကြံကအကောင်းဆုံးပဲဖန်လေးကိုစသေးရတယ်ဆိုတဲ့အစိုးဆုံးဇက်ကွက်ထိနေရင်တောင်မှဒါကပဲချင်းမိသားစုရဲ့ဆုံးရှုံးမှုကိုအ ਨੇ ဆုံးဖြစ်အောင်လျှော့ပေးနိုင်မှာအဖေကမလျော့ပဲထပ်ပြောပါတယ်ဒါပေမဲ့သူကကျွန်တော်သားလေးလီသူ့အသက်က10နှစ်ပဲရှိသေးတာဆိုပြီးအထွန်းတက်နေတော့ MC ကသူ့အဖေကိုဆွဲထူလိုက်ပြီးတကယ်လူကြီးလူကောင်းပုံစံဖန်ကအဖေထားလိုက်ပါကျွန်တော်အတွက်နဲ့ဒူးထုတ်เสียမလိုပါဘူးစိတ်မပူပါနဲ့အဖေရဲ့ကလေးတွေကတေးကြပုတ်ကိုအန်ဒီရဲ့ကင့်မှာပါဆိုပြီးအခန်းလေးကနေစတိုင်မလိုက်အပြည့်နဲ့ထွက်သွားလိုက်ပါတယ်ကြံခဲ့တဲ့အဖေခမရမှာတော့သူ့သားလေးရဲ့ကြောပြင်ကိုကြည့်ပြီးဖန်လေးအဖေတောင်းပန်ပါတယ်ကွာဆိုပြီးယူကျုံးမရဝမ်းနဲ့ပလက်ထွေးကြံရစ်ခဲ့တဲ့နေမယ်အခန်း23ကပြီးဆုံးသွားပါတယ်အခန်း24မှာတော့ဗီလင်ကြီးရဲ့တကယ်အလက်အပြောင်းကိုမြင်တွေ့ရတော့မှာပါမိုးတဲထန်စွာရွာသွဲနေနီးလျှက်စီးတွေလက်နေကညတညပါဗျာဒီလိုညမျိုးကရုပ်ရှင်နေတဲ့လားဆိုရင်တော့တခုခုဖြစ်တော့မဲ့နမိတ်ပဲလေဒီအချိန်မှာပဲအဖြစ်ကင်းစင်တဲ့ညီလေးချင်းဟွာကအိပ်ဆောင်ထဲမှာအိပ်ပျော်နေရင်တကားပွင့်လာတဲ့အတန်ကြတော့နိုးလာပါတယ်မျက်လုံးဖွင့်ဖွင့်သူ့ကိုကြီးရောက်နေတာကိုမြင်လိုက်ရတော့ဝမ်းတာအားရနဲ့ကိုကြီးဆိုပြီးအချွဲလေးလုတ်ပြုံးပြုံးလေးနဲ့ဖတ်ဖို့ပြင်လိုက်တာပေါ့ဒါပေမဲ့ပရိသတ်ကြီးအကိုကြီးကပြန်ဖတ်ဖို့မဟုတ်ပဲသူ့ညီလေးရဲ့ဘိုက်ကိုအာမနာတန်ထိုးဖောက်လိုက်ပါတော့တယ်ချင်းဟွာခင်ဗျာဘာထစ်သွားမှမသိပဲကိုကြီးဆိုပြီးညီးသွားနေရှာတယ်မျက်နှာထားတင်းတင်းနဲ့ပဲကျွန်တော်တို့ MC ကဘာပြောလဲဆိုတော့မင်းရဲ့အန်ဒီမအယိုးကိုငါယူသွားမယ်တဲ့ဗျာတကယ် feeling စစ်စစ်ကြီးပါပဲဒီအချိန်မှာပဲ system ကြီးကတက်လာပါပြီ system ကလည်းမီးလောင်ရလေပြင့်တယ်လားမနေနဲ့နော်ဂုံပြူပါတဲ့အင်ရှင်ကြီးရွေးချယ်ခန့်ကိုဒဏ်ရာရအောင်လုပ်ပြီးအသက်အန္တရာယ်ပေးနိုင်တဲ့အတွက်ဘီလင်အမတ်၈သိန်းရရှိသွားပါပြီဒါတင်မကသေးဘူးရွေးချယ်ခန့်ရအန်ဒီမအယိုးကိုဆွဲထုတ်ပြီးသူ့အနာဂတ်ကိုဖျက်ဆီးလိုက်နိုင်တဲ့အတွက်ထပ်ပြီးဂုံပြူပါတယ်မဲနိုင်ဖို့ထီလက်မှတ်တစ်ဆောင်မှရအောင်ပါပြီးတော့ epic ascent mission ဖြစ်တဲ့ Cancy Mandra Viling mission လည်းပြီးမြောက်သွားတဲ့အတွက်ပြိုင်ဘက်ကင်းမျက်လုံးတွေကိုစုအထွေပေးအပ်လိုက်ပါပြီ system ကပြောပြီးတာနဲ့ချက်ချင်းပဲ MC ရဲ့မျက်လုံးတွေကမီးလိုတောက်လောင်လာပြီးမျက်လုံးလေးလုံးရှိတဲ့ပုံစံမျိုးပြောင်းသွားပါတော့တယ်ကြောက်စရာကြီးပါဗျာအဲ့ဒီမျက်လုံးအစ်စ်တွေနဲ့ကြည့်လိုက်တော့မှအရင်ကမမြင်ရတဲ့အရာတွေကိုမြင်လာရတယ်ချင်းဟွာလေးရဲ့ဘေးနားမှာဒဲဆောက်ဒီလုံးကိုတွားတွေ့တယ်ဟုတ်ပါတယ်ဒဲဆောက်ပါနော်ဒါပေမဲ့ရိုးရိုးဒဲဆောက်တွေဟုတ်ပဲအရှိန်အဝါတွေထွက်နေတာဗျာ MC ကဒါဆိုဒါတွေကပြိုင်ဘက်ကင်းမျက်လုံးတွေပေါ့ဆိုပြီးဒဲဆောက်ကိုလှမ်းယူကိုလုတ်လိုက်တာပေါ့ဒါပေမဲ့ရုတ်တရက်လက်သွန်လာပြီးသူ့စိတ်ထဲမှာအတွေးတစ်ခုဝင်လာတယ်ဒီဒဲဆောက်ကိုမင်းအတွက်ငါထားရပြီးမယ်ငါရဲ့ကလေးဆန်ပြီးသုံးအလွန်းနဲ့ညီငယ်လေးဆိုပြီးတော့လေကြည်ရတာရက်ဆက်ချင်းပေမဲ့တင်ရောစင်ကဖြတ်မရအောင်ထင်ပါရဲ့များပြီးတော့သူကပြန်လက်ထွက်သွားရင်ပြိုင်ဘက်ကင်းမျက်လုံးတွေကအကောင်းဆုံးဆိုပေမဲ့သူ့ရဲ့အန်ဒီမအယိုးကိုရောငါဘလို့လုပ်ရမလဲဆိုပြီးတွဲနေတော့မှာပဲကြံခဲ့တဲ့ဒဲဆောက်ထဲကအရှင့်အဝါတွေကညီလေးချင်းဟွာရဲ့ကိုယ်ပေါ်ကိုစီးဝင်သွားပါတော့တယ်ဇလန်းကကြီးကျူးရဲ့အခန်းပြင်ဘက်ကိုရောက်သွားပါတယ်မိုးတဲထန်စွာရွာနေတဲ့ကြားထဲမှာ MC ကခိုးလာတဲ့အန်ဒီမအယိုးကိုကင်ပြီးမြေကြီးပေါ်ဒူးတောက်ချလိုက်ပါတယ်မိဘတွေကိုနောက်ဆုံးအနေနဲ့အယိုးသေးပေးလိုက်တာပါအခန်းထဲမှာတော့သူ့အဖေနဲ့အမေကအဖြစ်မှန်ကိုတီးနေလို့လားမသိဘူးဝမ်းနဲ့ဗလန်ငိုနေကြတယ် MC ကဒူးတောင်နေရာကနေခလိုက်ပြီးအဖေအမေကျွန်တော်သွားပါတော့မယ်လို့အားကုန်အော်ပြောပြီးခုန်ထွက်သွားပါတော့တယ်တကစ်ဒရာမာကားကြီးပါပဲအဲ့ဒီမှာတင်သူ့အမေကဖန်လီဆိုပြီးအော်ဟီငိုယိုပြီးအခန်းထဲကနေပြေးထွက်လာတယ်မိုးရီထဲမှာမိတ်ရီဇက်လက်နဲ့ငါရတနာဖို့ကောင်းတဲ့ခလီလီဆိုပြီးအော်ရင်ဒူးထောက်ချကမိတ်လဲသွားပါလေတော့ MC ရဲ့အဖေကလည်းပြီးထွက်လာပြီးမိတ်လဲသွားတဲ့ဇနီးတွေကိုပွဲဖတ်ထားပြရရတယ် MC ကတော့ထွက်ခွာရင်းနဲ့စိတ်ထဲမှာနှုတ်ဆက်ပါတယ်ချင်းမိသားစုလို့ရေရွတ်နေတော့သူ့စီထဲကိုကတုံးဘိုးကြီးကတယ်လီပသီနဲ့လှမ်းဆက်သွယ်လာပါတယ်နေတောင်ထွက်တော့မယ်ကလေးကြီးမကြခင်ချင်းမိသားစုကမင်းကိုဟောင်းကူးတဲ့လုံးမှာအသေးဖန်းဝရန်ထုတ်တော့မှာ
မင်းဘဲကိုပြေးဖို့စီစဉ်ထားလဲလို့မေးတော့ MC ကလည်းအထာကျကျခက်တီတီနဲ့ပဲပြန်ဖြေလိုက်တယ်ရင်ရွက်နေမီကဒုံဘိုးကြီးကလည်းစိတ်ပူတဲ့လေးသန်းနဲ့ခလီမင်းတေချာပေါက်အသက်ရှင်ပြီးပြန်လာရမယ်နော်လို့မှာတော့ MC ကလည်းကျွန်တော်ကြိုးစားမှာပါလို့ဂတိဖေးလိုက်ပါတယ်အဲ့ဒီလိုအဆွေးမှုလေးဝင်နေတော့ရှိသေးတယ်စောစောက system ကြီးပြန်ရောက်လာပြီးမှုဖျက်ပါတော့တယ်အင်ရှင်ဒီပစ္စည်းစင်းရင်ရရှိပါသည်အင်ရှင်ဒီချီးမွမ်းရလောက်အောင်ကိုကြောင်းတို့ဖက်တရုတ်ဆောင်နိုင်ခဲ့ပါသည်ထို့ကြောင့်ပစ္စည်းစင်းရင်နေရာလွတ်အခြေကိုနှစ်ဆတိုးပြီးလိုက်ပါပြီ MC လည်းနောက်ဆုံးပိတ်နေနဲ့ဘာလဲမင်းကဒရာမာတွေနဲ့အလစ်ချစ်ရှိတာလားဆိုပြီးရွဲ့ပြောရင်းနဲ့ပဲအခန်း24ကပြီးဆုံးသွားပါတော့တယ်ကဲညီလေးရဲ့အယိုးကိုနှုတ်မိဘတွေကိုစွန့်ခွာပြီးထစ်ပြရတဲ့ MC ရဲ့ခရီးလမ်းကဘလောက်ကျမ်းမလဲချင်းဟွာလေတော့အသက်ရှင်နိုင်မလား MC ကတော့မိမချောချောလေးတွေနဲ့ဘလို့တွေ့ပြီးအနိုင်ကျစ်ရက်စာအောင်မလားဆိုတာကတော့နောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့ဒီဗီဒီယိုလေးကိုကြည့်ရတာတန်းတယ်ကြည့်ရကြိုးနှက်တယ်ဆိုရင်အနည်းဆုံးတော့ like နဲ့ subscribe လေးနှိပ်ပေးကြပါဦးနောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့